มีพลังมากขึ้นเท่านั้นครับขอบคุณเพื่อนผมซีเอลนพกิจครับครับครับเนาะทีนี้ကျွန်တော်တို့ไลฟ์สดထဲမှာကြီးနေတဲ့เนาะဝင်ပြီးသားသူတွေအတွက်တနင်္လာနေ့เนาะ Quister Project စီစဉ်ရနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ ABC เนาะကျွန်တော်တို့ Facebook မှာကြည့်ရှုနေမိသားစုအားလုံးမင်္ဂလာနေ့လည်ခင်းလေးပါခင်ဗျာเนาะပထမဦးဆုံးနေနဲ့ကျွန်တော်တို့ဟုတ်လားနာမည်လေးမိတ်ဆက်ပေးကြမိတ်ဆက်တာကျွန်တော်နာမည်ကတော့เนาะဒီနေ့လာပြောပေးမယ်မင်းသားကျော်လေးပေါ့ကျွန်တော်နာမည်ကတော့ကိုစလိုင်းမင်းသိန်းလို့ခေါ်ပါတယ်ခင်ဗျာဟုတ်ပါတယ်နာမည်လေးအော်ကိုကြီးကိုနော်ဟုတ်ကဲ့ပါကျွန်တော်နာမည်ကတော့ကိုတုံးကိုလို့ခေါ်ပါတယ်နော်ဒီနေ့မှာဆိုရင်ကျွန်တော် Quister Project အစီအစဉ်လေးကဘာလဲဆိုတော့ဒီကကိုအနေနဲ့ပြပြပေးပါခင်ဗျာဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ဒါ Quister Project ဆိုတဲ့အစီအစဉ်လေးကတော့ဒါလူတစ်တွေရောလူဟောင်းလေးတွေပေါ့နော်ဟုတ်ပါတယ်ဝင်ငွေကျွန်တော်တို့ကလားစီဝင်ငွေတစ်လောက်ကို1000 2000 3000ထိုင်းဘတ်ဝင်နဲ့နော်ထိုင်းဘတ်ဝင်နဲ့ကျွန်တော်အမြန်ဆုံးရအောင်တီဆောင်းတဲ့ဒီလမ်းလေးကိုလာပြီးတော့1000တစ်လောက်ကို1000 2000 3000ရအောင်ဝင်ငွေအများဆုံးတီဆောင်းတဲ့မဲ့နီးလမ်းလေးကျွန်တော်တို့ညီကို2ယောက်ကနေလာပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်เนาะကျွန်တော်ဒီနေ့ဆိုရင်ဒီဝင်ငွေအမြန်ရအောင်လုပ်ရမယ့်ပုံစံเนาะကျွန်တော်ဘယ်လိုမျိုးစတင်ရမလဲကျွန်တော်ဘယ်လိုမျိုးအဓိကထားပြီးတော့တီဆောက်ရမလဲဆိုတာကိုပြောပြပေးဖို့အတွက်အရာနဲ့မှရင်ခုန်နေပြီဆိုတော့ကျွန်တော် live ဆိုတဲ့မှာကြည့်နေတဲ့သူလေးတွေကလည်းเนาะကျွန်တော်ကွန်မပေါက်လေးတွေကနေရေးလာပေးမယ်ဘယ်သူတွေရင်ခုန်နေပြီလဲဟုတ်ပါဒါဆိုရင်ကျွန်တော်တို့ဒီနေ့ဝင်ငွေအမြန်ဆုံးရအောင်ဘယ်ကနေစတင်လုပ်ရမလဲဆိုတာကိုဒီကညီလေးအနေနဲ့ပြောပြပေးပါဦးဟုတ်ကဲ့ပါအကိုကြီးရေโอเคကျွန်တော်တို့ပေါ့နော်โอเคကျွန်တော်တို့ဒီလေမလားကျွန်တော်တို့ဒါကျွန်တော်တို့ဒီဝင်ငွေမြန်လို့တိဆောက်ဖို့ကျွန်တော်တို့မှာအဓိကပထမအောင်တော့ဗာရီမန်းချက်ပေါ့နော်ဟုတ်တယ်ရီမန်းချက်လူတိုင်းမှာရီမန်းချက်လိုအပ်တယ်ဟုတ်တယ်ကျွန်တော်မှလည်းဒါကျွန်တော်တို့စီးပွားရေးမှာဝင်ရောက်လုပ်တိုင်တာလည်းကျွန်တော်တို့ရီမန်းချက်တွေရှိပါတယ်ကျွန်တော်တို့ဒါကျွန်တော်တို့ထိုင်းကိုတက်လာတယ်ဟဟလားဝင်ငွေတွေအများကြီးလုပ်ချင်တယ်စီးပွားရေးတွေလုပ်ချင်တယ်ဒါပေမဲ့ကျွန်တော်တို့မှာအရင်ကြီးမရှိဟုတ်တယ်အရင်ကြီးတွေလာရှာကြတယ်ပေါ့နော်ဒါကျွန်တော်တို့ကိုယ်အိမ်ကနေဒါကိုယ့်ရဲ့နိုင်ငံကိုစွန့်ခွာပြီးတော့ထိုင်းမလေးရှားစင်ကာပူမှာရောက်လာဟလားဟုတ်တယ်အဓိကပါတယ်ကျွန်တော်တို့ဝင်ငွေတွေကိုယ်ပိုင်လုပ်ငန်းတွေတည်ထောင်ခြင်းတယ်ဒါကြောင့်ကျွန်တော်တို့အရင်ကြီးလာရှာတယ်ပြီးရင်ကျွန်တော်တို့မိသားစုတွေပေါ့ဟုတ်ကျွန်တော်တို့မှလည်းမိသားစုတွေရှိတယ်တားတွေသမီးတွေရှိတယ်ဟုတ်လားဒါဆိုရင်ကျွန်တော်တို့တားတွေသမီးတွေကျွန်တော်တို့ဟလာခုဆိုကြောင်းတွေတက်နေရတယ်သူတို့ရဲ့လိုအပ်ချက်တွေကျွန်တော်ထောက်ပံ့ပေးခြင်းတယ်ဒါမဲ့တခါလေမှာကျွန်တော်တို့ဒီကျွန်တော်လုပ်နေတဲ့ဒီနေသားအလုပ်လေးနဲ့အများအားကျွန်တော်အစင်မပြေဘူးအစင်ပြေတဲ့ခါရှိတယ်အစင်မပြေတဲ့ခါရှိတယ်နော်အဲ့ဒီတော့ကျွန်တော်တို့တွေဟုတ်လားကျွန်တော်တို့လုပ်နေတဲ့ဒီလက်ရှိနေသားအလုပ်လေးနဲ့ကျွန်တော်တို့ဘလို့မှအစင်မပြေဘူးအစင်မပြေနိုင်အဲ့ဒီတော့ကျွန်တော်တို့ဒီဝင်ငွေ Quister Project အစီအစဉ်မှာကျွန်တော်လေ့လာပြီးတော့ကျွန်တော်ဒါဒီလားတဲ့ဝင်ငွေပေါ့1000 2000 3000ရအောင်လုပ်လို့ရတယ်ဘယ်လိုလုပ်ရမှာကျွန်တော်ကလေ့လာပြီးတော့ဒါသုံးပြတဲ့ချပြီးစတင်ခဲ့တာပေါ့နော်ဟုတ်ပါတယ်ဟုတ်ပါတယ်ဒါအကိုဦးနေနေရောပေါ့ဘယ်လိုရီမန်းချက်လေးတွေနဲ့ပေါ့နော်ဒီစီးပွားရေးကိုစတင်ဖြစ်ခဲ့တာလေတစ်ချက်တော့ဒီလုပ်ငန်းကိုကျွန်တော်တီးခဲ့ရတာကြတော့ကျွန်တော်အခုလိုမျိုး Facebook ကနေပြီးတော့ live ဆွလွှင့်နေပေါ့နော်အဲ့ဒီ live ဆွလေးကိုကျွန်တော်ကြီးကွင်းရပြီးတော့ဒီလုပ်ငန်းကိုကျွန်တော်နားလည်ခဲ့တယ်နော်ဒီလုပ်ငန်းကိုကျွန်တော်တွေ့ခဲ့တာအမေလည်းဆိုတော့ကျွန်တော်တို့ဒီလွန်ခဲ့တဲ့3နှစ်တော့ဆိုရင်ကိုဗစ်ဖြစ်တယ်ထိုင်းနိုင်ငံမှာဟုတ်ကဲ့အဲ့လိုမျိုးကိုဗစ်ဖြစ်တဲ့အခါမှာကျွန်တော်စက်ရုံအလုပ်ရုံနေရအလုပ်လုပ်ရတာအရင်အဆင်မပြေတော့ကျွန်တော်တို့ရဲ့ OD တွေနဲလာတယ်ဝင်ငွေတိုးတာတွေနဲလာတဲ့အခါမှာအဲ့တော့ကျွန်တော်ကကြတော့ကျွန်တော်ရဲ့မိဘကိုကျွန်တော်အလုပ်ကျွေးနေတဲ့သားတယောက်ဖြစ်တယ်နော်ကျွန်တော်အိမ်မှာအငယ်ဆုံးဖြစ်တဲ့အခါကျတော့ကျွန်တော်ရဲ့အမေအတွက်ပေါ့ကျွန်တော်ပြည့်ပြည့်စုံထားခြင်းတယ်အေးချမ်းချမ်းလေးနေစေခြင်းနဲ့ကျွန်တော်အတွက်ဆိုကျွန်တော်မပူဘူးကျွန်တော်အတွက်ကျွန်တော်အလုပ်လုပ်နိုင်တယ်လေကျွန်တော်ပတ်စံရှိတယ်အလုပ်လုပ်မယ်ဆိုပတ်စံရမယ်ဆိုကျွန်တော်အေးစစ်စစ်နေလို့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့မိဘဟာအသက်60ကျော်တော့မှအလုပ်လုပ်ရတာမနာရအောင်အဲ့လိုမျိုးမနာရတဲ့အခါမှာကျွန်တော်ခံစားရတယ်အဲ့လိုမျိုးခံစားရတာဖြစ်တဲ့အတွက်ကျွန်တော်ထိုင်းနိုင်ငံမှာနေသားလုပ်တာဆိုလဲ9နှစ်ရှိပြီဒီလုပ်ငန်းတစ်ခုတည်းနဲ့တော့ဘလုံးမအဆင်မပြေဘူးအဲ့လိုအဆင်မပြေတော့ကျွန်တော်မိဘကိုကျွန်တော်အိမ်ကောင်းလေးထားခြင်းနဲ့ပြီးသွားပြီဆိုရင်ကျွန်တော်တို့သူများလို့မချမ်းသာဘူးပေါ့သူများလို့ဟိုဘယ်လိုပြောမလဲပြည့်ပြည့်စုံစုံမထားနိုင်ဘူးဆိုရင်တော့တိတ်တောင်တင့်တဲ့ထားနိုင်ဖို့အတွက်ကျွန်တော်ဒီလုပ်ငန်းကိုကျွန်တော်ရွေးချယ်တဲ့အခါမှာအဲ့ဒီအချက်ကိုကျွန်တော်မြင်ခဲ့တယ်။အဲ့ဒါဆိုကျွန်တော်တို့ကိုဒီလုပ်ငန်းအကြောင်းကိုရှင်းပြပေးနေတဲ့သူတွေကအရင်အားကျဖို့ကောင်းတယ်။အခုဒါကိုကြီးပြောသွားသလိုမျိုးပဲ။ကိုမှရှိတဲ့သားသမီးတွေကိုမှရှိတဲ့မိဘတွေကိုမှရှိတဲ့မိသားစုတွေကိုပြည့်ပြည့်စုံစုံထားခြင်းနဲ့စိတ်ဆန္ဒလူတိုင်းရှိမှာပဲ။ဟုတ်ကဲ့။ဒီနေ့ဒီထဲမှာလက်သက်သက်မှာကြီးနေတဲ့သူတွေကလည်းပဲဒီစိတ်ဆန္ဒတွေရှိမယ်ဆိုရင်ကျွန်တော်နံပါတ်1လို့ရိုက်ပေးကြည့်။အသေးလေးတွေပေးလိုက်။ပ
1လေးများလေးရိုက်ပို့လာ ဟုတ်တယ်ဆိုဒီလုပ်ငန်းကိုကျွန်တော်တို့ကကြိုက်လို့နှစ်သက်လို့ဝါသနာပါလို့လာလောက်ကြတာမဟုတ်ကျွန်တော်တို့ပတ်စံပိုရမယ်နီလားနော်ပတ်စံရခြင်းတယ်ပို့ပြီးတော့ဝင်ငွေတွေကောင်းခြင်းတယ်ပို့ပြီးတော့အိမ်ကိုပတ်စံများများပို့ခြင်းတယ်ပို့ပြီးတော့ချင်းသက်သာထားခြင်းတယ်အဲ့ဒီအတွက်ကျွန်တော်တို့လာပြီးတော့လောက်ကြတာဖြစ်တယ် ကိုရဲ့မိသားစုတွေပြည့်စုံထားခြင်းတယ်ဟုတ်လား ဟုတ်တယ်အဲ့လိုမျိုးတော့ကျွန်တော်ဒီနေ့ဒါဆိုရင်အဲ့လိုမျိုးကြီးမှန်းချက်ရှိတဲ့သူတယောက်အဲ့လိုမျိုးခံယူချက်ရှိတဲ့သူတယောက်ပေါ့ဒီလုပ်ငန်းမှာဝင်ငွေရဖို့အတွက်မန်ချက်လုပ်ရမှာလဲဘယ်လိုမျိုးစတင်ရမှာလဲဆိုတော့ဒီအညီလေးနေနဲ့ရှင်းပြပေးပါဦးခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်တို့เนาะဒါဝင်ငွေတစ်ဖက်တစ်လမ်းကနေကျွန်တော်တို့เนาะအမြန်ဆုံးတိဆောက်ဖို့1000 2000 3000ရဖို့ပေါ့เนาะအဲ့ဒါလွယ်လွယ်လေးပါပဲကျွန်တော်အချက်၄ချက်နဲ့ပဲကျွန်တော်တို့၄ချက်မှတင်လောက်ဆိုင်ဝင်၄ချက်လေးပဲ အရင်ရင်ခုံဖို့ကောင်းတယ်အချက်လေးချက်အချက်လေးเนาะလွယ်လွယ်လေးနဲ့ထိထိမိမိတော့ကျွန်တော်လုပ်ဖို့လိုတာပေါ့ ဟုတ်လားဒါဆိုရင်ကျွန်တော်တို့ နံပါတ်1ချက်ဒီအချက်၄ချက်ကိုလုပ်ခဲ့ပြီးတော့အခုကိုဆိုရင်လည်းပဲကျွန်တော်ကြားထားတယ်တလားဟုတ်เนาะမြန်မာငွေနဲ့ဆိုရင်ဒါမနေဘူးပဲတွက်လို့မနိုင်ဘူးဘတ်ငွေနဲ့ဆိုရင်လည်းဒါတလားဟုတ်ဘောင်းငွေ2သိန်းလောက်ရပြီလို့ကျွန်တော်ကြားရတယ်ဆိုတော့ဒီအချက်၄ချက်ကိုအခုအနေနဲ့ဘယ်လိုမျိုးဆုံးဖြတ်ချက်ချပြီးတော့လုပ်ခဲ့တာလဲပြီးရင်ဒီအချက်၄ချက်ကိုလုပ်ခဲ့တဲ့အခါမှာတချို့ကစဉ်းစားတယ်ဘယ်လိုစဉ်းစားလဲဆိုတော့အရင်လေးတွေရှိမှပတ်စံတွေရှိမှပြီးတော့ပြီးဆိုအစင်သစ်ဖြစ်မှလုပ်တဲ့သူကများတယ်အဲ့ဒါတော့ကိုယ်အနေနဲ့ဘယ်လိုမျိုးစတင်ခဲ့လဲဆိုတော့နည်းနည်းရှင်းပြပေးပါဦးခင်ဗျာကျွန်တော်တို့ဒါဒီစီးပွားရေးစတင်တဲ့အခါမှာကျွန်တော်တို့ဗာလဲဆိုအစင်လေးဖြစ်စီအောင်မလို့ပြီးကျွန်တော်တို့နေ့စဉ်ပေါ့နေ့စဉ်ကျွန်တော်တို့ကဗာလဲနေ့စဉ်သုံးပစ္စည်းတွေတွားတိုက်စေးတို့တွားတိုက်မယ်ခေါင်းလျှောမယ်ရေချိုးမယ်စက်ပြားတွေသုံးတယ်နော်ဒီပစ္စည်းလေးကိုကျွန်တော်တို့ကဝယ်ယူသုံးဆွဲရင်းနဲ့ကျွန်တော်စတင်လို့ရပြီဒီတွားတိုက်စေးလေးရေချိုးပဲလေးပြောင်းသုံးရင်းနဲ့ဟုတ်တယ်ဟုတ်တော့စတင်လို့ရပြီကျွန်တော်ဘတ်ငွေ4000ရှိတာနဲ့ကျွန်တော်တို့ကဒါစီးပွားရေးစတင်လို့ရစီးပွားရေးစတင်လို့ရပြီဟုတ်ကဲ့ဒါဆိုအဲ့ဒီပတ်စံ4000ကကျွန်တော်ဘယ်လိုမျိုးလုပ်ရတာလဲပြီးရင်ဒီ4000ကိုကျွန်တော်ပစ္စည်းဝယ်သုံးလိုက်ပြီးဆိုရင်ဘာတွေပြန်ရမှာလဲဒါလေးနည်းနည်းလေးရှင်းပြပေးပါဦးခင်ဗျာကျွန်တော်တို့ဒီပစ္စည်းဝယ်သုံးနေတာနဲ့ကျွန်တော်တို့ဒီပစ္စည်းတွေသုံးဆွဲမယ်သုံးဆွဲမယ်ဆိုကျွန်တော်ကျမ်းမာရေးတွေရလာမယ်ပြီးရင်ကျွန်တော်တို့ကဒါတချို့တွေဆိုဒါonline ဖေးရောင်းတာပါonline ဖေးရောင်းပြန်ရောင်းတဲ့အတွက်ကျွန်တော်အမြတ်တွေပြန်ရမယ်ကျမ်းမာရေးတွေလည်းကောင်းလာမယ်ခင်ဗျပြီးရင်ကျွန်တော်တို့ပြီးရင်ရေရှည်ပေါ့ရေရှည်စီးပွားရေးလုပ်ပိုင်ခွင့်မှာပြန်ရအောင်ပြီးတော့ရလာအောင်စီးပွားရေးလည်းလုပ်ခွင့်ရမယ်ကျမ်းမာရေးလည်းစောက်ရှောက်ခွင့်ကိုလည်းရအောင်မယ်ဟုတ်ကဲ့ဒီမှာပြီးဆိုဝင်ငွေတွေလည်းတိုးလာအောင်မယ်ဟုတ်ကဲ့အရန်တန်ကောင်းတယ်ခင်ဗျဟုတ်ကဲ့ဆိုတော့ဒီလုပ်ငန်းကိုကျွန်တော်စပြီးတော့တည်တဲ့အချိန်တော့လည်းအဲ့ဒီလိုမျိုးပဲအဲ့တော့ဒီလုပ်ငန်းကိုစပြီးတော့ကျွန်တော်တည်တဲ့အခါမှာဆိုရင်ကျွန်တော်ရဲ့ခေါင်းဆောင်တော့ဒီလုပ်ငန်းကိုစတင်ပြီးတော့ရလက်ထွက်နေတဲ့သူတွေကရှင်းပြပေးတယ်ဘယ်လိုရှင်းပြပေးလဲဆိုတော့ကျွန်တော်တို့ဒီလုပ်ငန်းမှာရှိတဲ့ထုတ်ကုန်ပစ္စည်းလေးတွေပုံမှန်သုံးနေတဲ့နေ့စဉ်သုံးနေတဲ့ရေချိုးမဲ့ခေါင်းရှုံမဲ့သွားတိုက်မဲ့မျက်နှာသိမဲ့ဒီသုံးနေတဲ့ပစ္စည်းလေးတွေကိုနေရာလေးပြောင်းသုံးပေးအောင်ပဲဟုတ်တယ်နေရာလေးပြောင်းသုံးတဲ့အခါမှာလည်းအများကြီးမဟုတ်ဘူးနော်တက်တက်လုံးမှာတစ်ချိန်ပဲ4000ပေါက်ဝင်းကျင်လေးတက်တက်လုံးမှာတစ်ချိန်ပဲ4000ပေါက်ဝင်းကျင်လေးကိုသုံးနေတဲ့ပစ္စည်းလေးနေရာလေးပြောင်းသုံးရုံနဲ့စီးပွားရေးလည်းလုပ်ခွင့်ရှိတယ်ပစ္စည်းလေးသုံးခွင့်ရတယ်ဝင်ငွေလည်းပြန်အရင်ကမှဒီဝင်ငွေနော်အေးစီလိုက်စုမှကျဝင်ငွေလိုချင်တဲ့သူတွေပါလာပါတယ်ဆိုကျွန်တော်တို့အသေးလေးတွေများများပေးလာပေးမယ်နော် relation လေးတွေကျွန်တော်ကြည့်မယ်နော်ဘယ်သူတွေပေးလဲဆိုတော့ဒါဆိုရင်ကျွန်တော်တို့နံပါတ်1အချက်အနေနဲ့ကျွန်တော်တို့လုံနိုင်ရဲ့လားလူတိုင်းလုံလို့အဆင်ပြေရဲ့လားလုံးနိုင်ပြီဆိုကျွန်တော်ဒုတိယအချက်အနေနဲ့ကျွန်တော်လုပ်ဖို့လည်းလိုသေးတယ်ဒါပေမဲ့ဒုတိယအချက်ကဘာလဲဒါလည်းပြပြပေးပါဦးခင်ဗျဟုတ်ကဲ့ပါဒုတိယအချက်ကတော့ကျွန်တော်တို့ဒါနံပါတ်1เนาะနံပါတ်1ချက်မှာကျွန်တော်တို့ကကျွန်တော်တို့သုံးနေကြပစ္စည်းလေးတွေကိုသုံးဆွဲသွားမယ်เนาะတသက်မှာတစ်ချိန်ပဲပြီးနံပါတ်2ချက်မှာဆိုကျွန်တော်တို့မှာလူတိုင်းပဲမှာမိတ်ဆွေတငယ်ချင်းတွေမရှိဘူးလားရှိတယ်ဒီထဲမှာတငယ်ချင်းမရှိတဲ့သူရှိလားမသိဘူးအေးဒီ group ထဲမှာတငယ်ချင်းကကျွန်တော်တို့เนาะလူတိုင်းမှာရှိပါတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာကိုယ့်ရဲ့မိသားစုတွေပဲဖြစ်ဖြစ်ဟလားစက်ရုံမှာပဲဖြစ်ဖြစ်เนาะဒီတိုင်းတွေထဲမှာတငယ်ချင်းတွေရှိတယ်ဒီလိုကောင်းမွန်တဲ့เนาะကျွန်တော်တို့ဒါလက်ရှိအလုံးနဲ့တွဲလုပ်ပြီးတော့စူးစမ်းရင်စူးစမ်းတော့ရတဲ့စီးပွားရေးကျွန်တော်တို့ကိုယ်တိုင်နဲ့ကြိုက်နှစ်တက်ခဲ့တယ်အဲ့ဒီလိုကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့လိုပဲเนาะဒါတစ်ဖက်တစ်လမ်းကနေဝင်ငွေလိုချင်တဲ့သူတွေပါလားမသိဘူးပါတယ်เนาะပါလားမသိဘူးเนาะပါတယ်ဆိုကျွန်တော်တို့ရေးလာပေးပါကျွန်တော်စဉ်းစားကြည့်တာလေဒီလိုမျိုးပေါ့တချို့လူတွေကပြောတယ်လူတွေကိုအခွင့်အလမ်းပေးတဲ့အခါမှာတဲ့ဘာတွေကိုအခွင့်အလမ်းပေးရမှာလဲပြီးတော့ပြီးဆိုဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပေါ့ဒီလူနှစ်ယောက်ကိုအခွင့်အလမ်းပေးလိုက်တာနဲ့ကျွန်တော်တို့တွေကဘယ်လိုမျိုးအကျိုးခံစားခွင့်ရတာလဲဒါလေးဟုတ်ပြီခင်ဗျကျွန်တော်တို့ကဘယ်လိုလူမျိုးတွေလဲဆိုတော့ကျွန်တော်တို့ဒီနေစားလကစားအလုပ်ကနေပေါ့နော်တစ်ဖက်တစ်လမ်းနေဝင်နောက်ထပ်တစ်လမ်းလိုချင်တဲ့သူတွေ
နော်ကျွန်တော်တို့ကဗာလဲလက်ရှိကျွန်တော်တို့ဝင်ငွေတစ်လ1000နဲ့စက်ရုံမှာဆိုဟုတ်လား1000ပဲရတယ်ဒါပေမဲ့မလုံလောက်ဘူးကျွန်တော်တို့အိမ်ကားလာကမိကားတွေရေကားတွေအိမ်ကိုပို့ရတာနဲ့ကျွန်တော်တို့ရဲ့လာစာဗာလဲထွက်ပြီးတော့တရက်2ရက်3ရက်ဆိုမရှိတော့အဲ့ဒီလိုကိုယ့်ရဲ့ဝင်ငွေတလန်းနဲ့မလုံလောက်တဲ့သူတွေနော်ဒါကျွန်တော်တို့ဒီစီးပွားရေးမှာကိုယ့်လိုပဲပေါ့နော်တစ်ဖက်တစ်လက်ကဝင်ငွေရှာခြင်းတဲ့သူတွေပြီးတော့နော်မိသားစုဘက်စူးစမ်းခြင်းတဲ့သူတွေကိုကျွန်တော်တို့ဗာလဲအခွင့်အလမ်းပေးမယ်ကျွန်တော်တို့ကအောင်မြင်တိုးတက်ခြင်းတဲ့သူတွေကျွန်တော်တို့အခွင့်အလမ်းပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရောက်ပဲဒါဆိုရင်ဒီတငယ်ချင်း2ယောက်ဟာကျွန်တော်တို့လိုမျိုးဒါကျွန်တော်တို့ဒီလုပ်ငန်းကိုစပြီးတော့တည်တဲ့အချိန်တော့လည်းအဆင်မပြေဘူးဟုတ်ကဲ့ဒါပေမဲ့အဆင်ပြေခြင်းနဲ့ဝင်ငွေတွေတိုးခြင်းနဲ့ပြီးတော့ပြီးဆိုရင်ကိုယ့်ရဲ့လက်ရှိထွက်နေတဲ့ဝင်ငွေကနေပြီးတော့တစ်ဖက်တစ်လမ်းဝင်ငွေတစ်လမ်းရချင်တဲ့လူတွေကိုအခွင့်အလမ်းပေးရမှာဟုတ်တယ်အဲ့ဒီလိုမျိုးကိုအခွင့်အလမ်းပေးလိုက်မယ်ဆိုရင်တေချာလေသူတို့လည်းဝင်ငွေလိုချင်ပြီးဆိုရင်သူတို့လုံးမှာပဲလေဟုတ်တယ်နော်ဒါဆိုတေချာလေနံပါတ်1အချက်ကလည်းအရင်နံပါတ်လွယ်ကူတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်မြန်မာနိုင်ငံသားတွေနိုင်ငံခြားရောက်နေတဲ့မြန်မာနိုင်ငံသားတွေကဘယ်သူမှအဆင်မပြေဘူးဟုတ်တယ်ပတ်စံရှာတယ်ပတ်စံနေစုတယ်မြန်မာနိုင်ငံကိုပို့တယ်ပြီးရင်ဒီလိုနဲ့ပဲဖြတ်ပြီးကျွန်တော်တို့passport ခါတယ်ဟုတ်တယ်ကျွန်တော်တို့ရတဲ့လာစာနဲ့ passport ခါတွေအများကြီးကုန်ကြတယ် passport စာအုပ်တုံးလုံးနဲ့ကျွန်တော်1000တော့ဘတ်ငွေ1000ကျော်ကုန်တယ်ဟုတ်တယ်လောကနဲ့ပေးလိုက်ရနေတာမမြောက်နော်ဒါဆိုကျွန်တော်တို့မှာနောက်ထပ်ဝင်ငွေနောက်ထပ်တလန်တိဆောက်ခြင်းတဲ့သူတွေဟုတ်လားအဲ့ဒီလိုကျွန်တော်တို့ကကိုယ်ပိုင်စီးပွားရေးဝါသနာပါတယ်လို့ကျွန်တော်ဘယ်မှာတယောက်ညာမှာတယောက်ကျွန်တော်အခွင့်အလမ်းပေးရုံပဲတငယ်ချင်း2ယောက်ပဲပေးရုံပါဒါဆိုရင်ကျွန်တော်နံပါတ်1အချက်လေးရလည်းပဲကျွန်တော်တို့အရင်ကြီး4000ပတ်ဝန်းကျင်လေးရှိတာနဲ့သုံးနေတဲ့ပြည်စီနေရာပြောင်းတော့နဲ့စီးပွားရေးလုပ်ခွင့်ရှိတယ်ဟုတ်တယ်နံပါတ်2အချက်ကလည်းပဲကျွန်တော်တို့မျိုးဝင်ငွေနောက်ထပ်တလန်ကျွန်တော်မျိုးဝင်ငွေနောက်ထပ်တလန်လိုချင်တဲ့သူတွေကိုအခွင့်အလမ်းပေးလိုက်ရုံပဲဟုတ်တယ်ဒါဆိုရင်ကျွန်တော်ရဲ့တငယ်ချင်းတွေကိုကျွန်တော်တို့နဲ့အတူတူကောင်းစားစေခြင်းနဲ့ကျွန်တော်တို့နဲ့အတူတူဝင်ငွေတွေပိုင်ဆိုင်စေခြင်းတဲ့သူလေးတွေရှိလားရှိတဲ့ဆိုကျွန်တော်တို့ရဲ့တငယ်ချင်းတွေကိုဝင်ငွေရစေခြင်းတဲ့စိတ်အပြည့်အဝရှိတယ်ဆိုရင်ကိုယ့်ရဲ့တငယ်ချင်းတွေကိုအခွင့်အလမ်းပေးရုံပဲဟိုအရင်ကမှလွယ်တယ်နော်ဘာဖြစ်လဲဆိုတော့ဒီနေ့ထိုင်းနိုင်ငံမှာဆိုကျွန်တော်တို့လည်းကြုံရပြီးသားပဲကျွန်တော်တို့လည်းနိုင်ငံခြားရောက်နေတဲ့မြန်မာပြည်သားလေဟုတ်တယ်ပတ်သက်တစ်ခုမှမကုန်သေးဘူးဘာအယောင်လည်းမသိရသေးမြင်လည်းမမြင်ရသေးနောက်တစ်ခုပြောင်းလက်ထဲတော့မရောက်သေးဘူးနောက်တစ်ခုပြောင်းဟုတ်တယ်နောက်တစ်ခုကလည်းလက်ထဲတော့မရောက်သေးကြာနောက်တစ်ခုတစ်ခါပြန်ပြောင်းတော့ဒါဆိုတရားလည်းကျွန်တော်တို့ဒီသူများနိုင်ငံမှာအလုပ်တွေကလည်းအဆင်မပြေဘူးပြီးကျွန်တော်ပတ်သက်တော်ရင်နဲ့ပဲအချိန်ကုန်နေကြတယ်အဲ့လိုမျိုးသူတို့ကအခွင့်အလမ်းလေးပေးရုံပဲဒီလုပ်ငန်းအကြောင်းကိုအခွင့်အလမ်းလေးပေးရုံပဲသူလုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေမလုပ်ရင်တော့သူမရဘူးတော့ဟုတ်တယ်မလားကျွန်တော်တို့ပြီးဆိုရင်အဲ့ဒီရဲ့အခွင့်အရေးအကုန်လုံးဒီဝင်ငွေအများဆုံးတိစောက်တဲ့အခွင့်အလမ်းကိုသူရမှာဖြစ်တယ်ဟုတ်တယ်အရင်ကမှလွယ်ကူတယ်ခင်ဗျအဲ့ဒါနံပါတ်3ချက်လေးရောဘယ်လိုမျိုးဆက်ပြီးတော့လုပ်ရအောင်ပါလဲဆိုတာလေးတည်တည်ချာချာလေးရှင်းပြပေးပါအောင်ခင်ဗျဟုတ်ကဲ့နော်နံပါတ်3ချက်မှာခုနကျွန်တော်တို့ဟလာခုနကျွန်တော်တို့မိတ်ဆက်ပေးလိုက်တဲ့เนาะဒါစီးပွားရေးလုပ်ကြည့်တိုင်ခြင်းနဲ့တငယ်ချင်း2ယောက်ကသူတို့ကျွန်တော်ဒီစီးပွားရေးမှာသူတို့ဝင်လာတာဆိုသူတို့ကအလုံးမလုပ်တတ်ဘူးเนาะနားမလဲသေးဘူးမကျွမ်းကျင်ဘူးလုပ်ငန်းမကျွမ်းကျင်ဘူးအဲ့ဒါဆိုကျွန်တော်တို့တွေကအရင်ရောက်တဲ့သူတွေဖြစ်တယ်เนาะသူတို့အလုံးမလုပ်တတ်ကျွန်တော်တို့ကဝိုင်းပြီးတော့ပုံကြီးပေးရမယ်เนาะသူတို့တွေနားလဲအောင်မသိတာတွေသင်ပေးမယ်မတက်တာတွေကျွန်တော်တို့လေ့ကျင့်ပေးမယ်ပေါ့เนาะနားမလဲတာတွေရှင်းပြပေးမယ်သူတို့တွေဝင်ငွေရအောင်ကျွန်တော်တို့တွေကပူညီပေးရမယ်သူတို့လည်းဒါသူတို့ကိုယ်တိုင်ကလည်းပါလေအောင်မြင်ခြင်းလို့ဝင်ခြင်းလို့ဝင်ရခြင်းလို့ဝင်လာတာဖြစ်တဲ့အတွက်သူတို့လည်း2ယောက်ဒီဘက်မှာဆိုကျွန်တော်တို့ကကို A ပေါ့ဥပမာကို A ကလည်းတငယ်ချင်း2ယောက်ထပ်မိတ်ဆက်လိုက်ကို B ကလည်းညာဘက်ချက်မှာ2ယောက်ထပ်မိတ်ဆက်လိုက်အဲ့ဒီလိုသူတို့ကလည်းသူတို့ရဲ့ခေါ်လာတဲ့နော်2ယောက်စီကိုတငယ်ချင်း2ယောက်တွေကိုသင်ပြီးတော့ဝင်ငွေရအောင်ကူညီပေးရုံပါပဲကူညီပေးရုံပဲအရင်လွယ်တယ်အဲ့ဒီလိုကူညီပေးလိုက်ရုံနဲ့ဒါနံပါတ်3ဆိုတော့ကျွန်တော်တို့လာစီဝင်ငွေသူတို့လည်းဝင်ငွေရမယ်ကိုလည်းဝင်ရမယ်အရင်နံပါတ်ကော1000 2000 3000ဒါဆိုရင်ကျွန်တော်ပြန်ရနိုင်ပါပြန်ပြီးတော့စဉ်းစားမိတယ်သလားလွန်ခဲ့တဲ့ကျွန်တော်3နှစ်လောက်ဝင်ကျင်ပါနော်လွန်ခဲ့တဲ့3နှစ်တော့ဆိုရင်ကျွန်တော်မှတငယ်ချင်းတွေမရှိဘူးဟုတ်ကဲ့တငယ်ချင်းတွေမရှိတဲ့အခါမှာသူကဒီတငယ်ချင်းတွေကိုကဘယ်တရားညာတရားကိုကူညီပေးဖို့အခွင့်အလမ်းပေးဖို့ကိုယ်နဲ့တူတူလက်တွဲလုပ်ဖို့ကရှာဖွေစုဆောင်ရတဲ့အခါမှာဆိုအရင်အခက်တွေ့စေတယ်အဲ့လိုအခက်တွေ့တဲ့အခါမှာကျွန်တော်ဒီလိုမျိုး Facebook တွေ Internet တွေ online တွေအသုံးချတဲ့အခါမှာကျွန်တော်စဉ်းစားမိတယ်ကျွန်တော်ဒီမိဘရဲ့လုပ်တဲ့အခါမှာကျွန်တော်တို့နဲ့တငယ်ချင်းတွေကျွန်တော်တို့နဲ့တည်တဲ့ညီကိုမောင်နှမတွေကျွန်တော်တို့မိသားစုတွေကမလုပ်မလားဘူးတကယ်တည်းကျွန်တော်တို့နဲ့အလုပ်ကြိုးစားတဲ့သူတွေဟာ Facebook တွေမှာတည်တဲ့သူတွေပဲဖြစ်တယ်အဲ့လိုမျိုးFacebook မှာတည်တဲ့သူတွေနဲ့ကျွန်တော်တို့သူတို့ကိုကူညီပေးဖို့အတွက်ကိုအခွင့်အလမ်းသွားပေးလိုက်တာသူတို့ကူညီဖို့အတွက်ဒီလုပ်ငန်းအကြောင်းကိုပြောပြပေးလိုက်တာဖြစ်တဲ့အတွက်
ကျွန်တော်တို့တကယ်ဒီအခွင့်အလမ်းပေးလိုက်တာတေချာတယ်နော်တကယ်မှသူတို့အောင်မြင်နေခြင်းနဲ့စိတ်ဆန္ဒရှိတယ်ဆိုအဲ့ဒီလူတွေလုံးမှာပဲဟုတ်တယ်အကျိုးလူတွေကရှိတယ်အခွင့်အလမ်းတော့ပေးလိုက်တယ်ကျွန်တော်အများအိမ်မြင်ဘူးရနော်အခွင့်အလမ်းတော့ပေးလိုက်တယ်ပြီးသူကိုယ်တိုင်လည်းမလုပ်ဟုတ်တယ်ပြီးသူကိုယ်တိုင်လည်းပတ်စံမရအောင်ပြီးသူကိုယ်တိုင်လည်းမအောင်မြင်ဘူးဆိုပြီးတော့ထောက်ပါတဲ့သူတွေလည်းအများကြီးရှိတယ်ဟုတ်တယ်အဲကြံခဲ့တဲ့သူတွေကပဲဘယ်လိုလုပ်ရမှမသိဘူးကူညီပေးမဲ့သူမရှိဘူးပေါ့နော်ဒီဟာလေးကျွန်တော်အများကြီးကြုံရတယ်ဟုတ်ပါအဲ့ဒါမျိုးဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ upline တွေရှိတဲ့သူတွေကိုယ့်ရဲ့ upline တွေကိုတံပိုးထားဖို့လိုတယ်အဲ့ဒါသူတို့ကိုခွင့်လန်းလာပေးတယ်ဆိုတာကူညီပေးဖို့ဟုတ်တယ်နော်ကူညီပေးဖို့ကိုယ့်ကိုခေါ်ပြီးတော့ထားခဲ့ဖို့မဟုတ်ဘူးသူတို့တွေနောက်တဲ့ကုမ္ပဏီတစ်ခုနောက်တဲ့အလုပ်ငန်းတစ်ခုနောက်တဲ့နေရာတစ်ခုပြောင်းသွားဖို့မဟုတ်ဘူးကိုယ်နဲ့တူဝင်ငွေတွေရကျင်လို့ကိုယ်နဲ့တူအကောင့်တွေပေါ်ကျင်လို့ရောက်လာကြတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေကအလုပ်မလုပ်ပေးတတ်တဲ့သူတွေကိုအလုပ်လုပ်တတ်အောင်သင်ကြားပေးဖို့လည်းလိုတယ်ဒီလိုမျိုးသင်ကြားပေးနိုင်မယ်ဆိုရင်သင်ကြားတယ်သူတို့ကိုယ်တိုင်လည်းလုပ်ငန်းတွေလုပ်တတ်လာပြီးသူတို့ကိုယ်တိုင်လည်းလုပ်ငန်းအတွေ့အကြုံတွေရှိလာပြီးဟဲ့ဆိုတာနဲ့သူတို့လည်းထပ်ပြီးတော့လက်ဆင့်ကမ်းပြီးတော့သင်ပါပဲလေဟုတ်တယ်ဒါဆိုကျွန်တော်တို့ဝင်ငွေတွေကစလုပ်တော့ကတော့နဲမှာပဲ1000လေးရလိုက်9000လောက်ရလိုက်3000လောက်ရလိုက်တနည်းလောက်တော့လုံးလိုက်ပြီဆိုရင်ကျွန်တော်ယုံကြည်တယ်တလားတစ်သိန်းမှပြင်မလို့ဒီစီးပွားရေးမှာရလို့ရတယ်ခင်ဗျဘာလို့လဲကျွန်တော်ဘာလို့လဲကျွန်တော်အဲ့လိုမျိုးပြောတာလဲဆိုတော့ဒီနေ့ကျွန်တော်ပြောနေတဲ့အချက်တွေကကျွန်တော်လုပ်ခဲ့တဲ့အချက်တွေဖြစ်တယ်အဲ့တော့ဒီနေ့ကိုလည်းပဲဒီလိုမျိုးအချက်တွေလုပ်ခဲ့လို့ဒီလိုရတဲ့ဆိုတာလည်းကျွန်တော်ယုံကြည်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဝင်တွေရလာပြီးဟေ့ဆိုတာနဲ့အဲ့ဒီသူတွေကိုကူညီပေးရုံနဲ့လုံလောက်ပြီလားနောက်ထပ်ဘာများဆက်လုပ်เสียရှိသေးလဲဆိုတာလေးရှင်းပြပေးပါအောင်ခင်ဗျဟုတ်ကဲ့ပါเนาะအဲ့ဒီလိုကျွန်တော်တို့တွေဟာလားခုနကကျွန်တော်တို့တငယ်ချင်းတွေကိုဝင်ငွေရအောင်ကျွန်တော်တို့ကူညီပေးမယ်ကူညီပေးရင်းနဲ့ကျွန်တော်တို့ကဘာလဲဆိုတော့အရေးကြီးတာလေးပေါ့နော်အရေးကြီးတာတစ်လမှာကျွန်တော်တို့ကနော်ကိုသုံးနေကြပစ္စည်းလေးကျွန်တော်တို့ကဘတ်ငွေ1200ဘိုးလေးပဲသုံးနေကြပစ္စည်းလေးလို့နော်ဝယ်ယူသုံးဆွဲပေးလိုက်ရုံလေးပဲအဲ့ဒီလိုသုံးဆွဲပေးလိုက်ရုံများနဲ့ကျွန်တော်တို့ကနောက်စိတ်ငွေဘယ်လောက်လဲကျွန်တော်တို့က1000 2000 3000ရရှိနေကလောက်ယူရကလောက်ယူကုမ္ပဏီအကုန်ပေးသွားမှာကုန်ပေးမယ်အရင်ကောင်းကျွန်တော်ကနားစိ1200ဘိုးပဲ1000ဘိုးပေါ့1000ဘတ်ပုံဝင်ခြင်းလေးကျွန်တော်သုံးဆွဲပေးလိုက်ရုံပါပဲဒါဆိုကျွန်တော်ဒီအချက်ပုံမြင်နေအားဖြင့်ကျွန်တော်သိလိုက်တာဒီသသက်သမောစီးပွားရေးကဒီနေ့သသက်သမောကထုတ်လုပ်တဲ့ဒီနေ့ဒီကုမ္ပဏီကဒီ project ကထုတ်လုပ်ထားတဲ့ထုတ်ကုန်ပစ္စည်းလေးတွေကိုစားသုံးသူရှိဓာတ်ရိုက်ဖြန့်ချီနိုင်ရုံပဲဟုတ်နော်နိုင်ဖြန့်ချီပေးနိုင်ရုံနဲ့ကျွန်တော်တို့ဒီသုံးနေတဲ့ပစ္စည်းလေးကိုနေရာလေးတစ်ဆောင်ဘက်ဝင်ခြင်းလေးပြောင်းတော့ကိုရတဲ့ဝင်ငွေ auto ဒီကိုရဲ့ဘဏ်ကောက်တဲ့ auto စီစဉ်ပြီး auto ဝင်ပြီးဒီနေ့ကျွန်တော်တို့ကဗာလဲဆိုတော့ကိုယ်တိုင်စားသုံးရင်းနဲ့ကိုယ်တိုင်စားသုံးနဲ့ဝင်ငွေပြန်ရတဲ့စီးပွားရေးဖြစ်တယ်ကျွန်တော်စားသုံးသူစီးပွားရေးပေါ့စားသုံးသူကိုသုံးနေတဲ့ပစ္စည်းလေးတွေကိုနေရာလေးပြောင်းသုံးရင်းနဲ့ဝင်ငွေရတာဟုတ်ပါအရင်ကမှလွယ်ကူတယ်ခင်ဗျကျွန်တော်တို့ဒီစီးပွားရေးမှာဆိုကျွန်တော်ပါကျန်းမာရေးဆောက်ရှောက်တဲ့ပစ္စည်းတွေတချို့တွေဟာကျန်းမာရေးမကောင်းတဲ့သူတွေဟဲ့လားအဆုတ်မကောင်းတဲ့နှလုံးမကောင်းတဲ့မျက်စိမကောင်းတဲ့သူတွေအဲ့လိုအဲ့ဒီယောဂတဲ့တမန်ကျွန်တော်ကျမ်းမာရေးစောက်ရှောက်တဲ့ပစ္စည်းတွေတုံးဆွဲမယ်အလားကြိုက်တဲ့လူတွေအလားကိုပစ္စည်းတွေတုံးဆွဲမယ်နော်ကျွန်တော်ဒီမှာဆိုဓာတ်မြေဩဇာအုပ်စုရှိတယ်တောင်သူလေသမားတွေဆိုရင်တောင်သူလေသမားဓာတ်မြေဩဇာတွေတုံးဆွဲမယ်အသီးနှံတွေတိုးပွားလာမယ်အဲ့ဒီတော့ဝင်ငွေတွေရလာမယ်အဲ့ဒီလိုကျွန်တော်တို့ကလားစီကိုသုံးနေကြပစ္စည်းလေးတွေတုံးဆွဲရင်းနဲ့ကျွန်တော်တို့ဝင်ငွေတွေပြန်ရတဲ့စီးပွားရေးဖြစ်တယ်အရန်ကောင်းတယ်နော်ကျွန်တော်စဉ်းစားမိတာလေဒါဆိုရင်ပေထားတဲ့ကျွန်တော်တို့မလွတ်နိုင်တဲ့အရာမရှိဘူးဟုတ်ကဲ့ကျွန်တော်တို့နဲ့ကိုက်ညီတဲ့ထုတ်ကုန်ပစ္စည်းလေးတွေကိုကျွန်တော်တို့ရဲ့ပေါက်ဝင်းချင်းမှာရှိတဲ့စားသုံးသူတွေရှိဓာတ်ရိုက်ဖြန့်ချိရုံပဲဟုတ်ပါအဲ့ဒါအရင်လွယ်တယ်ကျွန်တော်မလွတ်နိုင်တဲ့အရာကြီးမဖြစ်နိုင်တဲ့အရာကြီးမရနိုင်တဲ့အရာကြီးလက်ခံတာမဟုတ်ပါဟုတ်တယ်ကျွန်တော်ပုံမှန်သုံးနေတဲ့အရာလေးကိုနေရာလေးပြောင်းသုံးရင်ပုံမှန်လုပ်နေတဲ့အရာလေးကိုနေရာလေးပြောင်းလုံးရင်နေရာလေးပြောင်းရင်းနဲ့ကိုကျွန်တော်ဝင်ငွေရတာအဲ့ဒါကျွန်တော်ယုံကြည်တယ်ဒီသုံးနေတဲ့ပစ္စည်းတွေဟာကျွန်တော်ရဲ့ပုံဝင်ခြင်း750လို့ဒါတွေမှာရှိပြီးသားပဲဟုတ်တယ်အဲ့ဒီမှာကျွန်တော်သုံးထားတာလေဒီနေ့ဒီအချိန်ထိပဲကျွန်တော်တစ်ခါမှပတ်စံပြန်မရဟုတ်တယ်အဲ့တော့ဒီနေ့ကျွန်တော်သုံးနေတဲ့ပစ္စည်းလေးတွေကို750လို့ဒါမှသုံးနေတဲ့ပစ္စည်းလေးကိုနေရာလေးပြောင်းသုံးရုံပဲအများကြီးလည်းမဟုတ်ဘူးဟုတ်တယ်သုံးနေတဲ့ပစ္စည်းလေးကို၄တော့ဝင်ခြင်းလေးတစ်တော့မှတစ်ချိန်နေရာလေးပြောင်းသုံးပေးမယ်ကျွန်တော်ပြေးပြီးတာနဲ့ကိုယ့်ရဲ့တငယ်ချင်းကိုယ့်လိုမျိုးဝင်ငွေလိုချင်တယ်ကိုယ့်လိုမျိုးအကောင့်တွေဖွဲ့ချင်တဲ့တငယ်ချင်းနှစ်ယောက်ကိုတခါခွင့်လန်းပေးလို့အဲ့ဒီတငယ်ချင်းနှစ်ယောက်ကနေတခါပြန်ကူညီဟုတ်တယ်အဲ့လိုကူညီပေးလိုက်ရုံနဲ့ကျွန်တော်ဝင်ငွေ1000ရပြီအိုးကျွန်တော်စဉ်းစားတယ်ဒီထဲမှာကြည်နေတဲ့လူဦးရေ100ကျော်အကုန်လုံးရကိုဘယ်လိုလုပ်မလဲလူဦးရေ100နေအကိုကြီးသူတို့မေးကြည့်အောင်မယ်နော်ကျွန်တော်လူတိုင်းတော့ကျွန်တော်တို့เนาะထိုင်းမှာဆိုကျွန်တော်တို့ဗာလဲလိုတက်တဲ့ business အပြင်ကျွန်တော်ဒီဘန်ဘောစိမ်းက CJ เนาะ CJ ကုန်တော့လို့ရှိတယ်
ကျွန်တော်အများကြီးလည်းတုံးချက်ကြရှော့သေးတွေချပေးတယ်ရှော့ညာတယ်နော်ရှော့သေးတွေချတယ်ပေါ့90ရာခိုင်နှုန်း60ရာခိုင်နှုန်းကျွန်တော်ကရှော့ချပေးတယ်ဟုတ်တယ်ဟောတောင်းရကြတယ်တောင်းရတယ်ဝယ်တယ်ဗာပြန်ရလေဘာပြန်စလင်းလေးတွေပဲပြန်ပေးရတယ်ဟုတ်တယ်ဒါနဲ့ကျွန်တော်တို့ဒီစီးပွားရေးမှာကျွန်တော်တို့ကနော်ကိုတို့ကျွန်တော်တို့နေ့စဉ်သုံးပစ္စည်းလေးတွေကျွန်တော်တို့နေ့စဉ်လိုအပ်တယ်ပေါ့နော်နေ့စဉ်လိုအပ်တယ်ပစ္စည်းလေးတွေကိုသုံးဆွဲရင်းနဲ့ကျွန်တော်တို့ကဝင်ငွေတွေတစ်ဖက်တစ်လမ်းကနေ1000 2000 3000ပြန်ရတယ်မကောင်းလားအရင်ကောင်းတယ်ကျွန်တော်လိုချင်ဘူးလားဒီနေ့ AC မှာကြည့်ရှုနေပြီးသားသူလေလိုချင်တယ်ဆိုလိုချင်ပါတယ်လို့ကျွန်တော်တို့command reading မှာရေးလာပေးပါဟုတ်ပါတယ်ကျွန်တော်တို့ဖုန်းနဲ့ကြည့်နေမှာနော် live မှာကြည့်ကျွန်တော်တို့နေလေဒီနေ့ဆက်ပြီးတော့ပေါ့နော်ဒီအကူအားဆိုရင်ဒါကျွန်တော်တို့ငါးမွေးမြူရေးနော်ထိုင်းနိုင်ငံမှာဆိုငါးမွေးမြူရေးကံမှာသူက9နှစ်တောင်မှအလုပ်လုပ်ဟုတ်ပါတယ်သူရဲ့တလားဝင်ငွေက1000 ထက်ပိုမရအောင်မိတ်ဆွေတို့ကြည့်ပေါ့ဒါတော့လီတာကြီးကိုတန်းချစ်လို့ခေါ်တယ်နော်ကိုတန်းချစ်ရဲ့ဝင်ငွေကအခုတော့သူက900အလူပဲဖြစ်တယ်နော်ဒီလက်ငံကိုပူပေါင်းလိုက်တာဒီတစ်နှစ်ဝင်ကျင့်လေးပဲဒီ project နဲ့သူပူပေါင်းလိုက်တာဒီတစ်နှစ်ဝင်ကျင့်လေးပါသူရဲ့ဝင်ငွေဟာမိတ်ဆွေတို့ကြည့်ပါ6000ကျွဲနော်မြန်မာငွေရတာဘတ်ငွေတော့ဘတ်ငွေအနေနဲ့6000ကျွဲ3000 4000အဲ့လိုမျိုးရနေတဲ့သူတရားဖြစ်တယ်အဲ့ဒါတော့သူရဲ့ခံစားချက်လေးကိုကျွန်တော်မေးကြည့်လိုက်တဲ့အခါမှာသူဟာဒီလုပ်ငန်းနဲ့ပတ်သက်လာရင်အများကြီးနားမလဲအတွေ့အကြုံလည်းမရှိဘူးလုပ်လဲမလုပ်ဘူးဟုတ်တယ်ဒါပေမဲ့သူအဲ့ဒီကသူသိလိုက်တဲ့အရာဟာအများကြီးမဟုတ်ဘူးဒီလိုမျိုးသူ9ကမှာအလုံးလုံးနေတဲ့၍သူဘယ်တော့မြန်မာနိုင်ငံကိုပြန်နိုင်မလဲပြီးရင်သူရဲ့ချစ်တဲ့တာသမီးတွေသူဘယ်လိုမျိုးထားမလဲသူရဲ့မိသားစုအမေတွေသူဘယ်လိုမျိုးထားမလဲဟုတ်တယ်ကြာမရှိဘူးအဲ့လိုရွေးချယ်ရမရှိတဲ့အတွက်ဒီလိုငါနဲ့ပူပေါင်းလိုက်တာဆိုရင်တစ်နှစ်ဝင်းကျင်လေးနဲ့သူများလိုမျိုးပလက်တီနမ်တွေပလဲတွေမဖြစ်နိုင်သေးဘူးဝေးရဒူလေးနဲ့သူရဲ့ဝင်ငွေဟာ6000ကျွဲ9000 3000အဲ့လိုမျိုးရနေတာဖြစ်တယ်ကျွန်တော်ဆိုရင်အရင်ကမှအချင်းကြီးတဲ့လေးစားတဲ့ဒီအကိုတယောက်ကိုဘာဖြစ်လဲသူဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အများကြီးသူလုပ်ခဲ့တာမဟုတ်ဘူးအချက်လေး၄ချက်ပဲခုနအကိုပြောသွားတဲ့အချက်ကလေး၄ချက်ကိုပဲသူလုပ်ခဲ့ဟုတ်တယ်ဒါဆိုရင်ဒီသူတယောက်တည်းအောင်မြင်တာလားကျွန်တော်တို့ဒီမှာသူတယောက်တည်းဝင်ငွေတွေရနေတာလားနောက်တော့သူတွေရှိသေးတယ်ဆိုတော့ကိုယ်အနေနဲ့ရှင်းပြပေးရှိပါသေးတယ်ခင်ဗျဒီမှာဆိုရင်ကျွန်တော်တို့ဟုတ်လားကျွန်တော်တို့တနက်မေရတော့ကိုနိုင်ထိုးလို့ခေါ်တယ်နော်ဟုတ်တယ်အရင်ကကျွန်တော်တို့ဗာလဲစက်ရုံအလုပ်တွေမှာစူလဌာနီမှာနေတယ်စောက်လုပ်ရေးစောက်လုပ်ရေးကျွန်တော်တို့စူလဌာနီကျွန်တော်တို့ဒီစူလဌာနီမှာကျွန်တော်တို့အခွင့်အလမ်းတွေတွားပေးတော့သွားတွေ့တယ်နော်တော်တကယ်လေဟိုအရင်ကနေတာဆိုကျွန်တော်လမ်းပရဲလိုပဲနေတာနော်ပီတီပဲနေတဲ့လူတယောက်အခုဆိုရင်ဟလားကျွန်တော်ဒီအချက်၄ချက်ပဲလောက်ကရင်းနဲ့လားစင်ငွေတစ်နှစ်တောင်မပြည့်သေးဘူးလားစင်ငွေ9000ရတယ်ခိုင်းပတ်ငွေတော့9000ရတယ်မြန်မာငွေနဲ့ကျွန်တော်တွက်ကြည့်လိုက်အဲ့ဒါအများကြီးရတယ်ဒီငွေကပြီးခဲ့တဲ့လနော်9လပိုင်းမှာဆိုရင်6000ကျော်အခု9လပိုင်း31ရက်မှာဆို12000ကျော်အဲ့တော့တော်တော်လေးကိုမပြောင်းလဲသွားတာပဲပြောင်းလဲသွားတယ်သူနဲ့စကားပြောကြည့်တဲ့အခါမှာလေဒီလိုမျိုးသူကြားတယ်သူရဲ့အမေကိုသူထိုင်းနိုင်ငံခေါ်ထားခြင်းနဲ့သူရဲ့မိဘတွေကိုအဲ့လိုထိုင်းနိုင်ငံမှာသူအလဲပတ်ခရီးအနေနဲ့လာသေးခြင်းနဲ့အဲ့လိုမျိုးခေါ်ထားဖို့နဲ့သူကစူးစမ်းနေတဲ့သူတယောက်အဲ့တော့အရင်တော့ကဒီစီးပွားရေးကိုစပြီးတော့လုပ်တဲ့ချိန်တော့အကိုတို့သွားတယ်သူလက်ထဏီမှာတွေ့ခဲ့တဲ့တယောက်နဲ့နော်အရင်ကွာချားပါဟုတ်နော်အရင်ကမှလေးစားဖို့ကောင်းပါတယ်ဒီအကိုတွေဆိုရင်လည်းပြီးသူတယောက်ပဲလားနောက်ထပ်ရှိသေးလားရှိပါသေးတယ်ခင်ဗျနော်သူကကြတော့ဒါကျွန်တော်တို့ရဲ့ဒါအရင်ကမှတော့တယ်နော်ယာယီကိုအောင်နိုင်ဦးနော်ကိုအောင်နိုင်ဦးဆိုရင်လည်းပဲအရင်တော့ဆိုရင်online ပစ္စည်းပို့တဲ့စက်ရုံကိုလက်စသားတို့လိုမျိုး Shopee တို့လိုမျိုးပစ္စည်းအောင်ရင်းလေးနဲ့နည်းနည်းနော်အခုဆိုရင်ပို့လာတဲ့အခါမှာဆိုရင်သူကကုန်တင်ကုန်ချအဲ့ဒီပစ္စည်းလေးတွေကိုရွေးတယ်ယူပြီးသွားပြီဆိုရင်ဘယ်နေရာပို့ရမယ်ဘယ်နေရာပို့မယ်အဲ့လိုမျိုးစက်ရုံမှာသူကအလုပ်လုပ်ခဲ့တာဘယ်နှစ်လဲ6နှစ်နော်6နှစ်မှာအလုပ်လုပ်ခဲ့တာမပြောင်းလဲဘူးအဲ့လိုမပြောင်းလဲတဲ့ဒီ project လေးကိုသူသိလိုက်တဲ့အခါမှာရုံကြည်နဲ့သူစူးစမ်းတာဒီစီးပွားရေးမှာ2နှစ်ဝင်ကျင်လေးပဲနော်2နှစ်ဝင်ကျင်လာအခုလက်ရှိမှာဆိုဝင်ငွေဒီ3000ကျော်4000 5000 platinum ရာထူးနဲ့နော်အရင်ကမှပြောင်းလဲတယ်နော်ဟုတ်ကဲ့အဲ့ဒါသူဒီ online စက်ရုံပစ္စည်းစက်ရုံမှာလုပ်ခဲ့တာဒီ12000တဲ့ပုံမရအောင်ဟုတ်ပါအဲ့ဒီစီးပွားရေးမှာရတဲ့ဝင်ငွေက3000 8000 4000ပြီးခဲ့တဲ့တော့4လပိုင်းမှာပဲနော်ပြီးခဲ့တဲ့4လပိုင်းမှာဆို38,495 ဘတ်တောင်မှရတယ်အဲ့တော့မပြောင်းလဲတဲ့အဲ့တော့မှမြန်ဆန်တယ်ဒီနေ့လက်စွပ်တွေမှာကြည့်နေတဲ့သူတွေယုံကြည်ရလားခင်ဗျတုံးပြီးတဲ့ဆိုရင်တော့လိုက်လို့ပြောရတယ်ဒီနေ့ငါလည်းရရမယ်ဒီခေါင်းဆောင်တွေလိုမျိုးဒီလူတွေလိုမျိုးဒီလိုမျိုးရနေတဲ့သူတွေလိုမျိုးငါတနေ့ရလို့ရမယ်ဆိုပြီးတော့ယုံကြည်နေတဲ့သူတွေပါလားခင်ဗျအဲ့ဒီတော့ကြိုးစားနေတဲ့သူတွေပါတယ်ဆိုရင် yes လို့ရေးပေးပါဒါဘယ်သူတွေရှိလဲဒါတော့သူတယောက်ပဲရှိတာလားနောက်ထပ်ဘယ်သူတွေရှိသေးလဲနည်းနည်းလေးရှင်းပြပေးပါဦးခင်ဗျာရှိပါသေးတယ်ခင်ဗျဒီမှာဆိုရင်တော့ဒါကျွန်တော်တို့ညီမငယ်ချောလေးနော်
သူနာမည်ကတော့ကျွန်တော်တို့ဟုတ်လားစက်သားဆက်ရုံမှာလောက်တာအရင်တော့နော်ညီမစစ်မအောင်နော်ညီမလေးစစ်မအောင်ဖြစ်တယ်နော်အခုဆိုရင် time back ငွေ9000ရနေအရင်တော့ကျွန်တော်တို့စက်သားဆက်ရုံမှာလားစက်သားဆက်ရုံမှာဆိုကျွန်တော်တို့ကောင်းစွတ်တွေနဲ့နော်စွတ်တွေနဲ့အဲယာပုံခန်းနဲ့နှလုံးပဲထွင်ရတယ်ဝင်သွားရတယ်နော်တကယ်ကျွန်တော် COVID-19 ဖြစ်နေတဲ့အတိုင်းဝတ်စုံလိုပဲနော်အေးလေနော်ပြောရလို့ဆိုလဲဓာတ်ရီတစ်ချိန်လုံးကြိုင်နေရတယ်ပြီးကျွန်တော်တို့နေ့တိုင်းညဆိုင်ဆင်းရတယ်ညဆိုင်သမားတွေများတယ်ကျွန်တော်တို့တက်သားဆက်ယုံနေတယ်ကျွန်တော်လည်းမလုံနိုင်ဘူးအဲ့လိုညဆိုင်အေးတယ်နော်ဒါပေမဲ့အခုဆိုရင်တော့10နှစ်နော်တက်သားဆက်ယုံမှာ10နှစ်လောက်ခိုင်းတာ10နှစ်တောင်လာစားလေး1000ကျော်လောက်ပဲရတယ်ဘာမှမပြောင်းနိုင်ခဲ့ဘူးနော်အခုဆိုရင်ကျွန်တော်ဆက်စောက်ပေါ်မှာတစ်နှစ်ပတ်ဝန်းကျင်မှာပဲလားစဉ်ဝင်ငွေဘတ်ငွေ9000ရရှိသွားပြီခင်ဗျလုံနိုင်ခဲ့တယ်ခင်ဗျအရင်ကကျွန်တော်တို့တော့ဒါလှုပ်သွားတဲ့သူတွေဟာနေသားလာကစားအလုပ်သမားတွေပဲနော်တကယ်လို့သူတို့ဒါခုနပြောတဲ့ကျွန်တော်အချက်၄ချက်ပဲတိကျကျလိုက်နာပြီးလှုပ်ဆောင်သွားလိုက်တာဟုတ်တယ်ခင်ဗျပြီးခဲ့တဲ့ကဘယ်လောက်လဲကျွန်တော်တလားတွင်းပေါ့4လပိုင်း5လပိုင်းမှာဆိုရင်3590နဲ့990နော်4လပိုင်း12ရက်နေ့မှာဆို2800ဟုတ်ကဲ့9000တော့မကြောက်သေးတယ်ဟုတ်တယ်ဒီပြီးခဲ့တဲ့5လပိုင်းမှာဆိုရင်လည်း4000ကျော်တော့မှ4000နော်အရန်သမားဒါယုံကြည်ရတဲ့အရန်သမားအားကြလေးစားရတဲ့ခေါင်းဆောင်တွေဖြစ်တယ်နော်ဒီ live ဖွင့်တဲ့လူတွေ live လုံးနိုင်တဲ့စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်တို့ live လေးတွေများများလေးပေးပြကျွန်တော်တို့အသေးလေးတွေကြိုက်လို့မှပြီးတော့ပေးမယ်များများလေးပေးမယ်နော်နောက်တစ်တရားမှဆိုရင်ဒါသူ့နာမည်ကကြတော့ဒီတိုင်းကိုတန်းဆောင်လို့ခေါ်တယ်နော်အခုဆိုလည်းဒါသွား platinum ရာတူနဲ့ဒီလုပ်ငန်းမှာအောင်မြင်နေတဲ့သူတရားဖြစ်တယ်ဟုတ်ပါအရင်ဆိုရင်လွန်ခဲ့တဲ့2နှစ်တော့ဆိုရင်သူကစားဆက်ယုံမှာကုန်ပြီကုန်ချလုပ်တယ်နော်အဲ့လိုမျိုးကုန်ပြီကုန်ချလုပ်တဲ့အခါမှာဆိုရင်ကျွန်တော်သူပြောတာကျွန်တော်ပြန်ပြီးတော့နားလဲနားထောင်ပြီးတယ်ပေါ့နော်နားထဲမှာပြန်ကြားရတယ်သူကတနင်္ဂနွေနေ့စက်သမောရုံးကိုသွားပြီဒီလုပ်ငန်းလုပ်ဖို့အတွက်သူကသွားပြီအင်ကြီးအဖြူလေးတွေဝစ်လာပြီးဆိုရင်သူ့ရဲ့အလုပ်သူလုပ်နေတဲ့သူကဝိုင်းလောင်တယ်အလောင်ပြောင်းခံရတယ်သမားကြီးသွားပြီလားဒီစီးပွားရေးအောင်မြင်မှာမဟုတ်ဘူးမြင့်ဖြစ်နိုင်မှာမဟုတ်ဘူးအမျိုးမျိုးတွေမယူပြီးတော့လောင်ပြောင်းတယ်အဲ့လိုလောင်ပြောင်းနေတဲ့ဂျားထဲမှာသူကဒီလုပ်ငန်းကိုသူကတိဆောက်တာ2နှစ်ဝင်ကျင်လေးပဲအဲ့လို2နှစ်ဝင်ကျင်လေးနေတာပြီးခဲ့တဲ့5လပိုင်းမှာဆိုရင်ဒါ3000ဘတ်3000နီးပါးနော်အဲ့ပြီးခဲ့တဲ့4လပိုင်းမှာဆိုလည်းဘတ်9000ကျော်သေးတယ်ဟုတ်အရင်ကမှရေကုန်စိတ်ရှုပ်ရှားရတယ်ခင်ဗျဟုတ်တယ်ခင်ဗျဒီလိုမျိုးဝင်ငွေတွေရဖို့အတွက်ဆိုတာတာမန်တော့မဖြစ်လာနိုင်ဘူးနော်တကယ်ကိုမှယုံကြည်တယ်တကယ်ကိုမှအင်ပြည့်အားပြည့်နဲ့ဒီကျွန်တော်တို့ကိုဝေဖန်နေတဲ့ပတ်ဝန်းကျင်တွေရာနေပြီးတော့ယုံထွက်လာတဲ့သူတရားဖြစ်တယ်ဟုတ်ပါအဲ့တော့သူကျွန်တော်ပြောတယ်ကျွန်တော်ဒီလုပ်ငန်းကိုလုပ်ရတာအဆင်မပြေဘူးစားတွေထားရတာဆိုဒီပခုံးတွေပေါက်တယ်အနာတွေရှိတယ်ဒီစားရည်ရဟုတ်တယ်ဆိုရင်နော်သူကအရန်သမားစားရည်တွေကြာပြီးတော့ပေါက်တာဒီနေ့ကျွန်တော်တို့စားတွေထားလိုက်ပြီးညနေဆိုရင်တောက်လိုက်ရမှာနည်းနည်းလေးတော့တောက်လိုက်ရမှာကျန်းမာရေးကောင်းတယ်ပေါ့နော်အဲ့လိုမျိုးခံနိုင်ရှိရအရန်ပင်ပန်းတဲ့ဓာတ်ကိုခံရတယ်အခုဆိုရင်သူကအဲ့ဒီပင်ပန်းတဲ့ဓာတ်တွေကိုမခံရတော့ဘူးအခုဆိုရင်သူ့ရဲ့အဖွဲ့အစည်းမှာဆိုရင်သူ့ကိုယုံကြည်မှုနဲ့လုပ်နေတဲ့သူတွေအိုမန်နိုင်ငံတွေမှာလည်းအများကြီးပဲဒီလိုမျိုးသူကကြိုးစားနေတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်ကျွန်တော်ယုံကြည်တယ်နောက်ပိုင်းဆိုရင်ဒီခေါင်းဆောင်ကပလက်တီနာကနေပြီးတော့ဒိုင်မွန်ဖြစ်မယ်ဆိုတာကျွန်တော်ယုံကြည်တယ်ကျွန်တော်ထိုင်းနိုင်ငံတနိုင်ငံဖြစ်တယ်နော်အခွင့်အလမ်းပေးထားတဲ့လူတွေကကျွန်တော်အိုမန်မှာအိုမန်တို့ဟလာချင်းဂိုင်းတို့မြန်မာတို့နော်စင်ကာပူတို့အများကြီးပဲရှိတယ်နော်ဒီနေ့ကျွန်တော်တို့ဒီနိုင်ငံခြားတွေမှာနေပြီးတော့ကြိုးစားနေတဲ့လူတွေပါလာခင်ဗျပါတယ်ဆိုရင်ကျွန်တော်ရက်လို့ရေးပေးပါများများလေးရေးလိုက်ပေးပါခေါင်းဆောင်တွေကဒီဘက်မှာအောင်မြင်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါသူတို့ရဲ့အတွေ့အကြုံတွေနဲ့လက်တွဲခွန်နိုင်မှာဖြစ်တယ်ကျွန်တော်ယုံကြည်တယ်သူတို့ဒီအထိနိုင်ငံခြားမှာလုပ်နေတဲ့သူတွေကိုကိုယ့်လိုမျိုးပြောင်းလဲအောင်လုပ်ပေးနိုင်မယ်ဆိုတာကျွန်တော်ရေးကြီးယုံကြည်တယ်ခင်ဗျာရာခိုင်နှုန်းဟုတ်ပါခင်ဗျာအဲ့ဆိုနောက်ချက်ရှိသေးလားမလားရှိပါသေးတယ်ခင်ဗျာတုံးသေးဗျဒီမှာမင်းသားကျော်တယောက်ပဲเนาะဒါတော့ကျွန်တော်သူ့နာမည်ကတော့ကျွန်တော် sports ညီလေးစမ်းမင်းအောင်လို့ခေါ်ပါတယ်အရင်ကကျွန်တော်ဗိုက်ဆက်ရုံလဲကျွန်တော်ဖက်နက်ဆက်ရုံထိုင်းနိုင်ငံမှာเนาะဖက်နက်ဆက်ရုံမှာ9နှစ်တိတောင်လုပ်ခဲ့တာဖက်နက်ဆက်ရုံမှာ9နှစ်တောင်မှာ9နှစ်တော့เนาะကျွန်တော်တို့နှစ်ကြီးသမားတွေပဲเนาะကျွန်တော်တို့အပြင်လောကပြောနှစ်ကြီးသမားတွေပေါ့ကျွန်တော်ကိုယ်တိုင်လည်းထိုင်းနိုင်ငံမှာ10နှစ်လောက်လုပ်ခဲ့တယ်ကျွန်တော်တို့ပဲနှစ်ကြီးသမားတွေပါတယ်เนาะဟုတ်တယ်ဘာမှပြောင်းလဲလာခြင်းမရှိဘူးဟုတ်လားဝေသာဘဝမှာကျွန်တော်9နှစ်တိနော်ဖက်နက်ဆက်ရုံမှာအခုဆိုရင်ကျွန်တော်ဆက်ဆက်ပေါ်မှာ2နှစ်ပတ်ဝန်းကျင်လေးမှာ2နှစ်ဝန်းကျင်လေးကကျွန်တော်3နှစ်ကြာပစ္စည်းလေးကိုနေရာလေးပြောင်းသုံးဆွဲလိုက်တာအခုဆိုရင်လူလည်းချောလာတယ်ချောလာတယ်ဝင်ငွေရလည်းပြောင်းလဲရတယ်ဘယ်လောက်လဲပြီးခဲ့တဲ့လကပြီးခဲ့တဲ့လဆို3000နဲ့9000အိုးပြီးခဲ့တဲ့9လပိုင်းမှာ3000နဲ့9000 3000ကျော်နော်3000ကျော်နေသားမှာဆိုကျွန်တော်1000ပဲရတယ်နော်ဒီရှိပွားရေးမှာဆိုရင်သူလက်ရှိလုံးနဲ့တွဲလုံးတာဘတ်ငွေ3000ကျော်ရအောင်နော်ကျွန်တော်ယုံကြည်တယ်ခင်ဗျာဘာလို့ကျွန်တော်ယုံကြည်တာလဲဆိုတော့
ဒီဝင်ငွေရနေတဲ့သူတွေကကျွန်တော်လက်ဆင့်ကံကူညီတဲ့နေရာမှာဆိုရင်ကန်ဟုတ်တယ်သူတို့ရဲ့အတွေ့အကြုံတွေနဲ့တေးချာချာကိုလက်ဆင့်ကံပေးမှဖြစ်တယ်။အိုးနော်ဒါသူတို့ရတယ်လို့ပေါ့နော်ဒါသူတို့နဲ့လက်တွဲလာတဲ့ကျွန်တော်တို့နော်မိတ်ဆွေတငယ်ချင်းတွေကိုသူတို့တေးချာချာလက်တွေ့ချာချာသူတို့ရတယ်လို့ပဲရသိခြင်းနဲ့စေတနာအပြည့်နဲ့သူတို့တွေအပင်ပန်းကတင်ပေးတဲ့ကူညီပေးတဲ့ဒါကိုနဲ့လက်တွဲလာတဲ့သူတွေလည်းဝင်ငွေရသွားတယ်သူတို့လည်းဝင်ငွေရတယ်ကောင်းလားကောင်းတော့ဒါကျွန်တော်တို့နော်ဒါပရိုက်တာလို့လည်းခေါ်လို့ရဒီစီပွားရနော်နောက်တစ်စီသေးတယ်နော်ဒီအရာသူ့နေရာဒီပြောပြပေးအောင်ခင်ဗျာလင်းလင်းထုံးလို့ခေါ်တယ်နော်ကိုလင်းလင်းထုံးဆိုရင်သူကအံငွေယူနဲ့ထိုင်းနိုင်ငံကိုတက်လာတာဟုတ်ပါအံငွေယူနဲ့ထိုင်းနိုင်ငံတက်လာပြီးတော့စောက်လို့ရင်မှသူလုပ်ခဲ့တာဆို17နှစ်17နှစ်တောင်လုပ်ခဲ့တယ်ပြီးရင်ဒီလီလာကြီးကကြတော့ဒီလုပ်ငန်းတစ်ခုတည်းကိုသူကလုပ်တာမဟုတ်ဘူးဒီလုပ်ငန်းကိုလုပ်ပြီးတော့ဒီလုပ်ငန်းကိုရပ်နာလိုက်တယ်ရပ်နာပြီးတော့တခြားလုပ်ငန်းတွေကိုသူကသွားပြီးတော့လုပ်လိုက်သေးတယ်အဲ့ဒါသွားပြီးတော့လုပ်လိုက်သေးတယ်လုပ်ပြီးကအမှလုံးဝဒီလုပ်ငန်းလောက်ဝင်မရနိုင်ဘူးဒီလုပ်ငန်းလောက်မအောင်မြင်နိုင်ဘူးဆိုတော့ကိုအတိဝင်လာတဲ့နေ့အဲ့လိုမျိုးအတိပေါ့အတွေ့အကြုံတွေရှိလာတဲ့အချိန်မှာသူကဒီလုပ်ငန်းကိုပြန်လာပြီးတော့ကြိုးစားတာနှစ်နှစ်ဝန်းကျင်လေးနဲ့အောင်မြင်တယ်ခင်ဗျခိုင်မာသေးကြတယ်ဒီပွားရေးပေါ့နော်တခြားဒီမှာကျွန်တော်အဲ့လောက်မရဘူးနော်ပြီးခဲ့တဲ့လမှာဆိုရင်2800နီးပါးโอ้เนาะပြီးခဲ့တဲ့လမှာဆိုဘတ်ငွေเนาะ9000နီးပါးပေါ့နော်9000နီးပါး3000နီးပါးတော့သူကရတယ်ဒါဆိုကျွန်တော်တို့ယုံကြည်တာဒီလုပ်ငန်းတစ်ခုဟာတခြားတာမလုပ်ငန်းတွေထက်ပိုပြီးတော့ဝင်ငွေတွေကောင်းတယ်ပိုပြီးတော့မှန်ကန်တယ်ဆိုတာကိုသူဟာအတွေ့အကြုံတွေအရသိရှိခဲ့တဲ့ခေါင်းဆောင်တယောက်နှစ်လေးပဲเนาะကျွန်တော်တို့သူ့ကိုမြင်လိုက်ပြီဆိုအရန်မအားကြအရန်မဘလို့လဲယုံကြည်မှုတွေရှိလာစေတယ်ဟုတ်ဆိုအခြားလုပ်ငန်းတွေအကြောင်းသိချင်သူ့ကိုမေးတခြားလုပ်ငန်းတွေကဘယ်လောက်ထိခိုင်မာမှုရှိလဲဘယ်လောက်ထိဈေးကွက်ဝင်နိုင်လဲဘယ်လောက်ထိအောင်မြင်မှုကိုလာစဉ်နှစ်စဉ်ပေးနိုင်လားကျွန်တော် passive income ပေါ့ကိုယ်လိုနေတဲ့ဝင်မှုကိုတတ်လုံရနိုင်ရဲ့လားဟုတ်မရနိုင်ဘူးဆိုရင်မရနိုင်ဘူးသူကအတွေ့အကြုံနဲ့ပြောပြပေးတယ်ရနိုင်နေဆိုရင်တော့လို့သူခွင့်ပြုတယ်အဲ့ဒါမှကျွန်တော်ဒီလုပ်ငန်းကိုသူလာလုပ်နေတဲ့အခါမှာအခုဆိုရင်သူ့ရဲ့အဖွဲ့အစည်းမှာဆိုရင် platinum တွေလည်းအများကြီးပဲဟိုရဘူးတွေလည်းအများကြီးပဲပါတယ်ခင်ဗျာတူရှိတယ်ဆိုတော့အများကြီးပဲပြီးသူကလာတိုင်းဝင်ငွေရတဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်ဒီမှာကြည့်ပါ၄လပိုင်းမှာဆိုရင်လည်း3000ကျော်၅လပိုင်းမှာဆိုရင်လည်း3000ကျော်လတိုင်းသူကဝင်လာတယ်ငွေစီအိုးနော်အရင်ကမှပြင်ဖို့ဒီနေ့အေးဒီမှာကြည့်ရှုနေတဲ့ညီပုံမောင်နှမတွေရောပေါ့နော်စာလေးတွေတိုင်းရေးပြီးတော့ကျွန်တော်မိကုန်းလေးတွေမင်းပဲပေါ့ကျွန်တော်ဒီလက်ရှိအလုံးနဲ့နော်ဒါတွဲလုံးရင်းနဲ့ကျွန်တော်တို့လာစဉ်ဝင်ငွေထိုင်းဘတ်ငွေနဲ့ပြောတာနော်1000 2000 3000လောက်ရနိုင်မယ်ဆိုရင်မိတ်ဆွေတို့အဆင်ပြေလားမသိဘူးခင်ဗျာဟိုအဆင်ပြေမကုန်သေးဘူးလားဒီအေးမကုန်သေးဘူးမကုန်သေးဘူးဒီညီမလေးရဆိုရင်ဒါသူကဈေးတွေကုန်တိုက်တွေမှာသူကတန့်ရှင်ရဲ့တာမန်တန့်ရှင်ဖို့သူကဝဏဟုတ်ကဲ့နော်ဝဏကိုသူကဝဏရဲ့ယာဒူးနဲ့သူကအလုံးလောက်ခဲ့တာဆို9နှစ်ဒါနဲ့သူကကြတော့ကျွန်တော်ဒါကျွန်တော်ရဲ့အဖွဲ့ထဲမှာဖြစ်တဲ့အခါကျွန်တော်သူ့တေချာသိတယ်ဒီခေါင်းဆောင်ကကြတော့သူကကျမ်းမာရေးမကောင်းဟုတ်ပါဘူးဒီလိုလာတဲ့အခါမှာသူကကင်ဆာတယ်လေကင်ဆာဆိုတာကျွန်တော်တို့6လတစ်နှစ်ပေါ့အဲ့လောက်ပဲနေရတော့မယ်မတော်ဒီလက်မှတ်ကိုရောက်လာတဲ့အခါမှာသူကျွန်တော်ကိုပြောတယ်သူ့ရဲ့မိဘတွေကိုမသေးခင်အချိန်လေးပေါ့နော်သူမသေးခင်အချိန်လေးမှာသူ့ရဲ့မိဘတွေကိုချမ်းသာနဲ့ပြည့်စုံထားခဲ့ခြင်းနဲ့ဟုတ်ကဲ့ပြီးဒီ project နဲ့သူပူးပေါင်းလိုက်လို့သူအောင်မြင်နိုင်ပါမလားပေါ့နော်သူရနိုင်ပါမလားဘာသူကတာမန်လူမဟုတ်ဘူးလေတာမန်လူမဟုတ်ဘူးသူကရေးသားရောတာတဲ့နော်ကောင်းတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်အဲ့လိုဒီစသကမောကဒီကုမ္ပဏီကထုတ်လုပ်တဲ့ပစ္စည်းတွေခုနကကျွန်တော်ပြောသလိုပဲကျမ်းမာရေးတက်စာအဲ့ဒီကျမ်းမာရေးတက်စာလေးသူသုံးရင်းနဲ့စီးပွားရေးလုပ်တာအဲ့လိုစီးပွားရေးလုပ်နေအခုဆိုရင်ကျမ်းမာရေးကလည်းပဲနှစ်နှစ်ဒီမှာစသကမောလုပ်ရတာနှစ်နှစ်တစ်နှစ်လောက်ပဲနေရမယ်သူကနှစ်နှစ်တောင်ရှိပြီ600ပြောတာ600တစ်နှစ်ပြောတာနှစ်နှစ်တောင်ရှိပြီအောင်မြင်နေတာအခုဆိုတလားကိုဘတ်လို့ပြီးခဲ့တဲ့လမှာဆိုရင်ဘတ်လို့9600နဲ့8400ဆိုတွက်ကြည့်နေတာကျမ်းမာရေးတွေလည်းကောင်းလာနော်ပြီးခဲ့တဲ့လမှာဆိုရင်တသိန်းကြီးပါလေ၄လပိုင်းကိုသိန်းဒီပါ9လပိုင်းမှာဆိုရင်8455ဘတ်ဒါကျွန်တော်တို့ဒီ9လပိုင်း15ရက်နေ့တခါပြန်လာအောင်ဒီစားမှာဆို10လလောက်လောက်ရ10လလောက်ရမထမမသိအောင်ဟုတ်တယ်တသိန်း10လဟုတ်တယ်အဲ့မဲ့ဒီသူဒီပြီးခဲ့တဲ့လရတာ9လပိုင်းမှာတသိန်းပါအိုးသိန်းရဟောတာနော်ပြီးခဲ့တဲ့4လပိုင်းမှာနော်ပြီးခဲ့တဲ့4လပိုင်းမှာဆိုတသိန်းကျော်အဲ့လိုမှကျွန်တော်ယုံကြည်တာကဒီစီးပွားရေးမှာဒီလုပ်ငန်းမှာတကယ်ယုံကြည်တယ်တကယ်ကူညီမှုကိုမှန်ကန်နဲ့အပြည့်အဝပေးနိုင်တယ်ဆိုရင်လူတိုင်းအောင်မြင်မယ်ဆိုတာနဲ့ယုံကြည်တယ်။ဘာဖြစ်လဲဆိုတော့တချို့လူတွေကစိတ်တယ်ဘယ်လိုမျိုးစိတ်လဲဆိုတော့ကိုရဖို့အတွက်ပဲအဓိကစဉ်းစားတာဟုတ်ကဲ့ဒီကိုနဲ့အလုပ်လုပ်တဲ့သူတွေကိုရအောင်လက်တွဲပြီးတော့ခေါ်ဖို့အတွက်အရာအားနေတယ်။ဟုတ်ကဲ့တင်ပြပြီးလို့အရာအားနေတယ်ကိုရရင်ပြီးတော့သူကကျတော့အဲ့လိုမျိုးမခေါ်ဘူး
ဒီကောင်းဆောင်ကကြတော့သူ့ရဲ့နောက်ကထဲမှာရှိနေတဲ့လူတွေအကုန်လုံးကိုသူကပတ်စံရအောင်ကူညီပေးနိုင်တယ်အဲ့လိုမျိုးကူညီပေးနိုင်တဲ့အပြင်ကိုဒီနေ့ဆိုရင်ဒါဒီကျွန်တော်တို့လာမယ်ဒီ28ရက်နေ့တစ်ဆက်ပွဲမှာဆိုရင်ဒါစုတက်ယူရတဲ့အပြင်နော်စုတက်ယူနိုင်တဲ့အပြင်ကိုနောက်ထပ်နော်ဒီစက်သမစီဝါရေးမှာရောင်းအကောင့်လုပ်ပြတဲ့အလားပါဆိုင်ရာပစ္စည်းကိုလည်းပဲစုတက်ယူရအောင်ပါသူကနှစ်စုတော့ congratulation ပါကျွန်တော်တို့တော့ဘုံယူတယ်ဆိုကျွန်တော်တို့ comment လေးတွေမှာအသေးလေးတွေများများပေးပေးပါဟုတ်တယ်ဒီညီမလေးကိုကျွန်တော်စိတ်သက်ပိုင်းဆိုင်ရနော်အရန်လေးစားတယ်ဒီသားစုကိုလည်းသူကနော်မိဘတွေကိုလည်းဒါထောက်ပံ့ပေးနိုင်ပြီထောက်ပံ့ပေးနိုင်ပြီဒီကိုယ်တိုင်ကလည်းကျမ်းမာရေးတွေကောင်းပါပြီထုတ်ကုန်ပစ္စည်းတွေပဲနဲ့ဝင်ငွေကလည်းဒါစိတ်ဝင်တောင်းကနန်းကနေသိန်းကနန်းအောင်ရသွားအဲ့ကနန်းအောင်ဟိုပြီးချောလဲချောလာသေးတယ်လာသေးတယ်ဟုတ်ပါတယ်ခင်ဗျဒါဆိုရင်နောက်ထပ်ရှိသေးလားကရှင်းပြပေးပါနောက်ထပ်ကျွန်တော်တို့ကြံပါသေးတယ်သူ့လိုပဲနော်ခုနညီမလေးလိုပဲတလားကိုတသိန်းရနေတဲ့ညီမတစ်ယောက်ဖြစ်တယ်သူကတော့ရခိုင်တိုင်းရင်းသူလေခင်ဗျနာမည်ကတော့ညီမလှလှတန်းလို့ပြောပါတယ်အရင်တော့ကျွန်တော်တို့ကဒီထိုင်းနိုင်ငံမှာဆိုရင်နေသာလကစားစက်ရုံ electronic စက်ရုံပေါ့နော်ဒီကျွန်တော်တို့ဒီ CD ပြားတွေပေါ့နော် socket တွေထုတ်တဲ့စက်ရုံမှာအလုပ်လုပ်ခဲ့တဲ့ဘယ်နှစ်နှစ်12နှစ်တောင်12နှစ်တောင်မပြောင်းလဲခဲ့ဘူးဒါဆိုသူ့အသက်ဘယ်လောက်ရှိပြီလဲမသိဘူးနော်သူထိုင်းရောက်ကစားကကျွန်တော်တို့အသက်က14နှစ်15နှစ်ပဲရှိသေးတယ်ငယ်လေးတဲ့ရောက်လာတယ်နော်အခုစက်ရုံတွေမှာလည်း12နှစ်တော့လုပ်ခဲ့ရတယ်စဉ်းစားကြည့်ပေါ့နော်ပြောင်းလဲခြင်းမရှိဘူးအဲ့ဒီက PC point မှာသူရွေးချက်တာနော်ဒီသူထုတ်ကုန်ပစ္စည်းတွေတုံးဆွဲရင်းနဲ့သူ့ရဲ့မိဘတွေတဲ့ဝင်ငွေလေးတွေထောက်ပံ့ပေးခြင်းတယ်ဝင်ငွေကိုအဲ့ဒီလိုကတုံးချက်ချပြီးတော့ဝင်ရောက်လောက်ကန်လိုက်တာတနည်းအတွင်းမှာပဲခုနလီဒါကြီးလီဒါရဲ့ညီမငယ်ပေါ့နော်တန်တာအေးလိုပဲတလားတသိန်းဝင်ငွေရသွားတယ်ပြီးခဲ့တဲ့9လပိုင်းမှာဆိုရင်8000ကျော်အားလုံးရတယ်နော်ကျွန်တော်တို့4လပိုင်းမှာကျတော့4000နဲ့8000ဝင်ငွေရမနေဘူးခင်ဗျာဒါဆက်သမောမှာဆိုရင်အခုဒီဝင်ငွေရဆိုရင်15ရက်တခါထုတ်ပေးတယ်ဟုတ်ကဲ့အရင်ကမှကောင်းတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီလုပ်ငန်းကိုအောင်မြင်နေတဲ့သူတွေလည်းအများကြီးရှိပြီဟုတ်ကဲ့အခုဒီကုမ္ပဏီကတရားဝင်ရလားဘယ်နေရာမှာဖွင့်ထားတာလဲဆိုတော့နည်းလေးပြောပြပေးပါဟုတ်ကဲ့ပါကျွန်တော်တို့နော်ကျွန်တော်တို့စီးပွားရေးကတရားဝင်စီးပွားရေးဖြစ်ပါတယ်ဟုတ်ပါကျွန်တော်တို့ဒါpassport တွေမှတ်ပုံတင်တွေရှိမှဝင်ရောက်လုပ်ကင်လို့ရတဲ့စီးပွားရေးဖြစ်တယ်ဒီထိုင်းနိုင်ငံကျွန်တော်တို့ရဲ့ကုမ္ပဏီရုံးချုပ်ကဘယ်မှာရှိလဲဆိုတော့ထိုင်းနိုင်ငံဘန်ကောက်ရဲ့လက်ချက်တာမြို့လမ်းမကြီးဘေးမှာပေါ့နော်လိမ္မော်ရောင်ဆိုင်းပုတ်လေးနဲ့လိမ္မော်ကြီးမမကြီးတည်ရှိတာဖြစ်ပါတယ်ကျွန်တော်အဝေးကနေဟုတ်လားဟုတ်ပါတော့ကားနဲ့လာတယ်ဆိုလိမ္မော်ရောင်ဆိုင်းပုတ်ကြီးနဲ့ကျွန်တော်တို့ပြီး LED ဆိုင်းပုတ်တွေပါကျွန်တော်တို့ကချပြပေးထားတယ်ဟုတ်ပါတယ်ဒါမှကျွန်တော်ဘာကောက်မှာရှိတဲ့ရုံချုပ်ဖြစ်ပါတယ်အခုတော့ကျွန်တော်ထိုင်းနိုင်ငံမှာဆိုရင်ဘယ်နှရုံလောက်ရှိပြီလဲလီတာကြီးထိုင်းနိုင်ငံမှာဆိုကျွန်တော်တို့ရုံပွဲပေါင်း25ရုံကျော်ပါပြီ26ရုံဒါဆိုကျွန်တော်တို့ AEC နိုင်ငံတွေမှာရောအကုန်လုံးခုဆိုဘယ်နှနိုင်ငံရှိပြီလဲ AEC ကျွန်တော်တို့10နိုင်ငံမှာဆိုရင်ကျွန်တော်တို့ကရုံပွဲပေါင်းစုစုပေါင်း38ရုံ39ရုံတော့ရှိပြီဒါဆိုရင်သိကြတယ်ကျွန်တော်တို့ဘယ်နိုင်ငံမှာမဲနေစိတ်ပူပြမလို့ဟုတ်တယ်တချို့လူတွေကပြောတယ်ငါတို့ကုမ္ပဏီငါတို့လုပ်ငန်းကဒီနိုင်ငံမှာကောက်ဖွင့်တော့ငါဒီနေရာမှာသွားလုပ်တော့မှာဒါပေမဲ့ကျွန်တော်တို့ရဲ့လုပ်ငန်းကဝင်ပြီးသွားပြီဟုတ်တယ်ရောက်နေပြီးသွားပြီတရားလည်းကျွန်တော်ဘယ်နိုင်ငံမှာပဲနေနေကိုယ့်ရဲ့ passport မိတ်တူရှိမယ်တိုးမကိုယ့်ရဲ့မှတ်ပုံတင်မြန်မာနိုင်ငံသားထောက်ခံတဲ့မှတ်ပုံတင်ရှိပြီဆိုရင်လုပ်လို့ရပြီ 1ID 1 system မှာကျွန်တော်တို့အသင်းဝင် 1ID ID တခုတည်းနဲ့နိုင်ငံ8နိုင်ငံမှာကျွန်တော်တို့တရားဝင်စီးပွားရေးလုပ်ကိုင်လို့ရပါပြီခင်ဗျာဟုတ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့သိထားတယ်ကျွန်တော်ဒီလုပ်ငန်းကိုလုပ်တဲ့အခါမှာတရားဝင်ဖြစ်ဖို့ဒါကျွန်တော်တို့တိကျခါနနဟုတ်တယ်ကျွန်တော်တို့တချို့တွေမေးတယ်နော်Facebook ပေါ်တွေမှာ online ပေါ်တွေမှာဒီစီးပွားရေးတရားဝင်ဟုတ်ရဲ့လားနော်တရားဝင်စီးပွားရေးဖြစ်ပါတယ်ကျွန်တော်တို့ဟုတ်လား10နှစ်ရှိသွားပြီ10နှစ်ရှိပါကုမ္ပဏီဖွင့်လာ10နှစ်တွင်းမှာကျွန်တော်တို့ထိုင်းမြန်မာလာအိုနော်ကမ္ဘောဒီးယားမလေးရှားစင်ကာပူနော်ဗီယက်နမ်အခုဆိုရင်ကျွန်တော်တို့ဒီနှစ်ထဲမှာဖိလစ်ပိုင်နိုင်ငံမှာရုံးခွဲအသစ်တရုံထပ်မံဖွင့်လှစ်တော့မှာဖြစ်ပါတော့စဉ်းစားမိတာလေဘာလို့စဉ်းစားမိလဲဆိုရင်ကုမ္ပဏီတွေကဖွင့်တာများလာလေဖြည်းနဲ့ရက်တံမှုကများလာလေပဲဟုတ်ပါတယ်ဒါပေမဲ့ဒီစက်သမကုမ္ပဏီကကြတော့ကုမ္ပဏီကဖွင့်လိုက်တဲ့နှစ်ကြာလာလေ
နိုင်ငံခြားကုန်နေရာတွေမှာနာမည်ယူလာလေပဲဟုတ်ပါတယ်ဆိုရင်ကျွန်တော်ရောင်းအားနံပါတ်1နေရာမှာတော့ဘူဆွဲနေပြီဟုတ်ပါတယ်ထိုင်းနိုင်ငံနံပါတ်1ကျွန်တော်ဒီမားကတ်တင်းကုမ္ပဏီပေါ့နော်ဒါရိုက်ဖြစ်ကြည့်ပစ္စည်းတွေဒါရိုက်ဖြစ်ကြည့်ရောင်းချတဲ့ကုမ္ပဏီတွေဆိုအမျိုးပေါင်း1000ကျော်တော့ရှိတယ်ဟုတ်တယ်အဲ့ဒီ1000ကျော်မှာဆိုအနည်း20လောက်ဖွင့်လာခဲ့တဲ့ကုမ္ပဏီတွေရှိတယ်လွန်ခဲ့တဲ့15နှစ်လောက်ကလေးဖွင့်လာတဲ့ကုမ္ပဏီတွေရှိတယ်အဲ့ဒီကုမ္ပဏီတွေကိုကြော်သွားပြီးတော့အခုဆိုနံပါတ်1နေရာ10နှစ်အတွင်းလေးနဲ့နံပါတ်1နေရာတက်ပြီးတော့ချိန်နေပြီးရောင်းအောင်အဲ့ဒါတော့တင်ထားတယ်ကျွန်တော်တို့ဒီလုပ်ငန်းကိုလုတ်ကင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကတရုံဝင်လုတ်ကင်နိုင်ဖို့အရေးကြီးတယ်လို့ကျွန်တော်တို့ကိုယ်တိုင်ကဘယ်လောက်ထိအောင်မြင်ချင်တာလဲနော်ဘယ်လောက်ထိဝင်ငွေတွေပိုင်နိုင်ချင်တာဥပမာတစ်ချိန်နှစ်ချိန်လောက်ပဲပတ်စံလိုချင်တယ်ဆိုရင်တော့တစ်ချိန်နှစ်ချိန်ရတဲ့ပုံစံမျိုးပဲတို့လုပ်ရုံပဲဟုတ်တယ်ဒါပေမဲ့တို့ရခိုင်မာတဲ့ဖက်စင်ခံပြောက်သွားမှလည်းမကြောက်ရဘူးပိတ်သွားမှလည်းမကြောက်ရဘူးတရားမဝင်မှလည်းမကြောက်ရဘူးဟုတ်ကဲ့နာမည်ပြည့်လည်းမရှိဘူးကျင့်စာလိုက်တာတွေလည်းကောင်းပြီးသားအဲ့တော့တေချာလည်းကျွန်တော်ရဲ့တဖေးနှစ်ဦးဖွင့်လာတဲ့ဒီဆက်သက်ဆောင်ကုမ္ပဏီမှာကျွန်တော်ပူးပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တက်လုံးအောင်မြင်မှာဖြစ်တယ်ဟုတ်ကဲ့ပါเนาะကျွန်တော်ကုမ္ပဏီတထေးတွေကเนาะကုမ္ပဏီတထေးမျိုးတအူးကဆိုကျွန်တော်ဆရာဝန်ပါရဂူတောက်တာဆရာဝန်ဖြစ်ပါတယ်ထိုင်းနိုင်ငံစီရီဆေးရုံမှာပေါ့เนาะနောက်တဲ့တအူးကတော့ကျွန်တော်တို့က CEO เนาะတကယ်ကို marketing ဘွဲ့စီးပွားရေးဘွဲ့ရရှိထားတဲ့တထေးတအူးလည်းဖြစ်ပါတယ်အရေးချင်းတွေရှိပြီးသားပါဟုတ်ပါတယ်เนาะကျွန်တော်တထေးတို့တိုင်ကလည်းပဲဒီနေ့ဒီ comment ထဲမှာရေးလာတဲ့သူတွေလိုမျိုးပဲကျွန်တော်မြန်မာနိုင်ငံသားတွေဒီနေ့ကျွန်တော်တို့ဒီကုမ္ပဏီကိုဖွင့်လာရတဲ့အဓိကအကြောင်းရင်းကဆိုရင်သူတို့ကချမ်းသာနေပြီဟုတ်တယ်ပြည့်စုံနေပြီဒါပါရဂူဒေါက်တာဖြစ်တဲ့ CEO တွေဖြစ်နေပြီသူတွေကဘာဖြစ်လို့ဒီကုမ္ပဏီကိုဖွင့်ပြီးတော့လုပ်နေတာလဲဘာလို့ဒီကုမ္ပဏီကိုဖွင့်ပြီးတော့စူးစမ်းဖွင့်ပေးနေတာလဲဆိုရင်ဒီနေ့ကျွန်တော်တို့ရဲ့ဘဝတွေကိုစာလာနားလဲတယ်သူတို့ကလည်းပတ်သက်မရှိတဲ့ဘဝเนาะအရင်ကမှအနေခံခဲ့ရတဲ့ဘဝကနေစူးစမ်းခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးသူတွေရဲ့ဘဝတွေကိုနားလဲတယ်အဲ့လိုမျိုးနားလဲတာဖြစ်တဲ့ရင်ဘက်နဲ့ခံစားပြီးတော့ဒီလိုမှကိုဖြည်းဖြည်းချင်းစပြီးတော့တည်ထောင်တော့ဆိုရင်ကျွန်တော်ကွန်ဒိုတိုက်ခံလေးရနေစားရတာအဲ့လိုမျိုးကွန်ဒိုတိုက်ခံလေးရဆိုအခုဆိုရင်10နှစ်ဝင်ကျင်မှာဆိုရင်ရုံွယ်ပေါင်း36ရုံဟိုးနိုင်ငံဆိုရင်လည်း10နိုင်ငံဒီဖွင့်လှစ်ပြီးသွားပြီဒါပေမဲ့ကျွန်တော်ဒီစီးပွားရေးမှာအောင်မြင်ဖို့အတွက်ဆိုရင်ဘယ်နှစ်အချိန်ပေးရမှာလဲအများကြီးမလိုဘူး2နှစ်ကနေ3နှစ်ပဲအချိန်ပေးနိုင်ရင်လည်းတစ်လုံးအသိခံရပြီဟုတ်ပါတယ်ဒီနေ့ကျွန်တော်ပြောချင်တာကလေကျွန်တော်တို့သလုံးစီးပွားရေးကဘယ်တစ်ချမ်းနဲ့ညာတစ်ချမ်းဆိုပြီးတော့ဘယ်နဲ့ညာနဲ့2လိုင်းပဲရှိတယ်ဟုတ်ကဲ့4လိုင်းသွားလည်းမဟုတ်ဘူး5လိုင်းသွားလည်းမဟုတ်ဘူး6လိုင်းသွားလည်းမဟုတ်ဘူးပြီးရင်ကျွန်တော်တို့ကမဖြစ်နိုင်တဲ့အရာတွေလည်းလုပ်ရမှာမဟုတ်ဘူးတောင်းနေတဲ့ပစ္စည်းလေးတွေကိုနေရာလေးပြောင်းသုံးရုံပဲဟုတ်ကဲ့ပါနော်နေရာလေးပြောင်းသုံးမယ်စီးပွားရေးလုပ်မယ်ဆို4000ပဲဝင်ကျင်လေးပဲဟုတ်ကဲ့တက်လုံးမှာတစ်ချိန်ပဲအဲ့လိုမျိုးပစ္စည်းပြောင်းသုံးလိုက်ရုံနဲ့တေချာတယ်ဘယ်ဘက်နောက်ဝထဲမှာကျွန်တော်အောင်မြင်နေတဲ့တစ်လပတ်4သိန်းရတဲ့ကိုနေသူရလိုမျိုးတယောက်ပဲတွေ့ညာဘက်အချက်မှာတစ်လပတ်8သိန်းရနေတဲ့ကျွန်တော်တို့ရဲ့ညီပြလေးတွေကိုစမ်းမင်းလိုမျိုးတယောက်ပဲတွေ့ဒါပေမဲ့ကျွန်တော်တို့အောင်မြင်ပြီလေချမ်းသာပြီအများကြီးကုန်ကြမလို့ဘူးဟုတ်ပါတယ်အဲ့လိုမျိုးတော့တချို့တွေကပြောတယ်ကျွန်တော်တငယ်ချင်းတွေဆိုကျွန်တော်သွားမိတ်ဆက်ပေးတယ်ဘာပြောလဲဆိုတော့မင်းတို့က9နှစ်တောင်မှအချိန်ပေးရတာပေါ့ငါတော့မလုပ်နိုင်ဘူးငါတော့မလုပ်ချင်ဘူးပေါ့အဲ့ဒါသူတို့ကသူတို့ MOU နဲ့ချုပ်လာတဲ့စက်ရုံတွေသူတို့ရဲ့စားသောက်ဆိုင်တွေမှာပဲအချိန်ကုန်သွားတယ်အဲ့ဒါကို4နှစ်ပဲရတယ်ဟုတ်လား4နှစ်တဲ့ဟုတ်တယ်နေနိုင်တဲ့တည်း4နှစ်ပဲအချိန်ကုန်သွားတယ်အဲ့ဒါလည်းပဲအချိန်ကုန်သွားတယ်ပြီးမြန်မာနိုင်ငံပြန်တယ်ပြီးပြန်တက်လာတဲ့မြန်မာနိုင်ငံပြန်တယ်ပြီးပြန်တက်လာတယ်ကျွန်တော်တများမပြောဘူးနော်ကျွန်တော်တငယ်ချင်းတွေပဲကျွန်တော်ပြောတာအဲ့ဒါမှကျွန်တော်ယုံကြည်တာဒီကိုယ်တကယ်အောင်မြင်ချင်တာသိချာရဲ့လားကိုယ်တကယ်အောင်မြင်ချင်တယ်ဆိုရင်ဘယ်ဘက်အချက်မှာအောင်မြင်တဲ့သူတယောက်ပဲကိုမွေးထုတ်ဂျပန်ကပဲဖြစ်ဖြစ်တရုတ်ကပဲဖြစ်ကိုရီးယားကပဲဖြစ်ဖြစ်မလေးကပဲဖြစ်ဖြစ်တီမတီခေါ်ကိုယ့်ရဲ့ဘယ်ဘက်ချက်မှာတယောက်ပဲတွေ့ကိုယ့်ရဲ့ညာဘက်ချက်မှာဘယ်သူခေါ်လိုက်လို့ခေါ်လိုက်မှမသိဘူးဟုတ်ကဲ့ပါဘယ်သူတော့ရောက်လာလို့ရောက်လာမှမသိဘူးအောင်မြင်သွားတဲ့သူတယောက်ပဲတွေ့ကိုစမ်းမင်းလိုမျိုးတယောက်ကိုနေသူရလိုမျိုးတယောက်တွေ့တာနဲ့လူတိုင်းချမ်းသာပြီဘာလို့လဲသူတို့ပတ်စံရနေလို့တော်မောင်းထုတ်မှာထွက်ပါမလားမထွက်ပါဘူးဒီနေ့ကျွန်တော်ရဲ့အကူပြတဲ့ဒီတိုင်းကိုစမ်းမင်းတွေကိုကျွန်တော်မောင်းထုတ်မှာအကူတလားနှစ်သိန်းရပြီနားဖို့အစီအစဉ်မရှိဘူးလားမရှိဘူးခင်ဗျတခါလေးတလားတလေတော့ပစ္စည်းမဝယ်3မိနစ်နေကြီးပါလားမရဘူးဝယ်တော့မှာပဲဟုတ်တယ်မလားအဲ့ဒါလေပတ်စံရနေတာလေချမ်းသာနေတယ်ပတ်စံတလားနှစ်သိန်းရနေတယ်လေသူတို့ထွက်မလားမထွက်ဘူးဒါဆိုတက်လုံးပတ်စံမရဘူးလားရတယ်ဒါဒီလုံနာဟာစပြီးတော့လုတ်တဲ့အချိန်ကခက်ခဲတယ်ခင်ဗျတောင်တက်တာတွေမြည်ဘူးမှာပါစတက်တဲ့အချိန်မှာမပင်မအောင်လားပင်မနဲ့ဟောတဖြည်းနဲ့ကျင့်လာရပါပြီတဖြည်းနဲ့အမြင်ရောက်လာပြီဆိုရင်ပုံပြီးတော့လွယ်လာတယ်အဲ့တော့လူတွေအများစုကအစကလောက်ရတာလွယ်အောင်ပဲကြိုက်တယ်ဖြည်းဖြည်းနဲ့ခက်ခဲလာတာဖြည်းနဲ့ပင်မလာတာကိုလူတွေကမသိကြဘူးဒါပေမဲ့တောင်ထိပ်ပေါ်ရောက်သွားတဲ့အရာတော်သူတို့မသိဘူးအဲ့ဒါအကြောင်းမှာစာလုပ်တဲ့အချိန်မှာခက်ခဲတာကိုရွေးချယ်ရင်အောင်မြင်လာတဲ့အခါမှာလွယ်ကူလာမယ်ဟုတ်တယ်စာလုပ်တဲ့အခါမှာလွယ်ကူလာကိုကြိုက်ရင်အောင်မြင်လာတဲ့အခါမှာခက်ခဲရှင်းတန်နေရမယ်အဲ့ဒါကိုဘာလို့ရွေးချယ်လဲအဲ့ဒါကိုကျွန်တော်တို့ဒီလုပ်ငန်းကိုကျွန်တော်ရွေးချယ်တာဒီစလိုက်တဲ့အခါမှာကြိုက်တဲ့လောက်ခက်ခဲကျွန်တော်မသိပါဘူးကျွန်တော်မပင်ပါဘူးလုပ်မယ်ကျွန်တော်ရအောင်လုပ်မယ်
အောင်မြင်သွားပြီဆိုရင်လွယ်လွယ်ကူကူနဲ့ကျွန်တော်အောင်မြင်မယ် ကျွန်တော်တို့ကလည်းလွယ်တယ်နော်ကျွန်တော်တို့အလုပ်တွေစမနိုင်ရတာနေစားလာကားလုပ်ဆိုရင်သွားစမနိုင်ရတာရှောက်ရတာပေါ့နော်လွယ်ရှာရတာလွယ်တယ်ဒါပေမဲ့နောက်ပိုင်းမှာမသေးကြဘူးကျွန်တော်တို့မှာအာမခံချက်မရှိဘူးစက်ရုံမှာအလုပ်ပြုတ်သွားတယ်ဆိုရင်ကျွန်တော်တို့ဗာလဲကျွန်တော်တို့မြန်မာပဲပြန်သွားမယ်သူ့မှာစုဆောင်ထားတာမရှိဘူးဒီစီးပွားရေးလုပ်ငန်းတွေတိစောက်ထားတာမရှိဘူးဆိုရင်ကျွန်တော်တို့ကအမကန်ကြမရှိသွားပြီဒါဆိုရင်တော့နိုင်ငံခြားအလက်ပတ်ကြီးလည်းပေးသေးတယ်ပြောတယ်ဒါဆိုရင်ဒီနှစ်မှာဘာနိုင်ငံပေးထားလဲကျွန်တော်တို့ကြည့်ရအောင်ဒီနှစ်လည်းမရဘူးဆိုတော့လေဟုတ်ကဲ့ပါကျွန်တော်တို့ ਨੇ အတူတူဂျပန်ခီးတယ်အရေးကျွန်တော်အရင်ကြီးခုံနဲ့ဒီဂျပန်ခီးခဲတောင်ရေခဲတောင်ဂျပန်ခီးလို့ဒါကျွန်တော်သွားရတော့မယ်။အော်ကျွန်တော်သွားရမယ်ကျွန်တော်အရင်ကြီးခုံတော့ပြောတယ်ဂျပန်နိုင်ငံကကျွန်တော်ဒီထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတွေနဲ့မတူအရင်အေးရပြောတယ်အေးလေဂျပန်မှာလေးတွေလည်းချောတယ်လို့ပြော။တော့အရှေ့တောင်အာရှမှာဆိုရင်အချမ်းသာဆုံးเนาะပြီးသွားပြီဆိုရင်ကျွန်တော်တို့နီးပြကျိုးနိုင်ငံတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တယ်။အရင်ကြီးခုံဖို့ကောင်းတယ်။အဲ့တော့ကျွန်တော်သွားရမယ့်အရာရလက်ကိုတော့ဘယ်လိုခံစားရလဲဆိုတော့ကျွန်တော်ပြန်လာမှပြောပြပေးမယ်ဟုတ်ပြီလားအဲ့ဒါဒီလုပ်ငန်းတွေကိုဒီလိုမျိုးအောင်မြင်ဖို့ဒီလိုမျိုးအလက်ပတ်ကြီးတွေသွားဖို့ဘယ်လိုမျိုးလုပ်ရမှာလဲပြီးပြီဆိုရင်ဘယ်လိုမျိုးအစီအစဉ်တွေရှိသေးလဲပြီးသွားပြီဆိုရင်အောင်မြင်လာအောင်ဘယ်လိုလုပ်ခဲ့လဲဆိုတဲ့အတွေးခေါ်ဖို့ဒီနေ့ပြောပြပေးဖို့လည်းကျွန်တော်တကူတကဖိတ်ခေါ်ထားတယ်အဲ့ဒါတော့အကိုအနေနဲ့ဒီရအောင်မြင်နေတာအောင်မြင်အောင်ဒီလိုမျိုးလုပ်ငန်းတွေဒီလိုမျိုးဝင်ဝင်ခိုင်မာအောင်ပေါ့နော်ကိုရဲ့အတွေ့အကြုံလေးနဲ့တစ်လနှစ်သိန်းရတဲ့အတွေ့အကြုံလေးနဲ့နည်းလေးရှင်းပြပေးပါဟုတ်ကဲ့ပါเนาะကျွန်တော်တို့ဒါအခုကျွန်တော်တို့ဒီ Quizlet project မှာလည်းကျွန်တော်ဝင်ငွေရအောင်လုပ်ခဲ့တာလေဟုတ်လားအခုနောက်တော့လည်းကျွန်တော်တို့ဒါအောင်မြင်ခြင်းနဲ့ကျွန်တော်ဝင်ငွေလိုချင်တယ်ဆိုကျွန်တော်ပထမအဦးဆုံးကျွန်တော်တို့ကဒီဆုံးဖြတ်ချက်ပေါ့เนาะအရင်ချရမှာဖြစ်ပါဆုံးဖြတ်ချက်တစ်ခုပေါ့เนาะဆုံးဖြတ်ချက်ဆိုတော့ကျွန်တော်တို့က3နှစ်5နှစ်မှာကျွန်တော်တို့ဒီနေစားလာကအစာဘဝကနေကျွန်တော်တို့ကဒီဘဝကိုကိုယ်ပိုင်ပေါ့เนาะကိုယ်ပိုင်လွတ်လပ်ကိုယ့်ရဲ့အချိန်လေးကိုယ့်ရဲ့ဗာလဲဝင်ငွေတွေပိုင်ဆိုင်တဲ့ဘဝမျိုးကိုပိုင်ဆိုင်အောင်လုံးမယ်ဆိုတော့ကျွန်တော်တို့ကလည်းဆုံးဖြတ်ချက်ကျွန်တော်တို့အရင်ချပြီးချမှတ်မယ်ရမှာဖြစ်ပါတယ်နော်ပြီးကျွန်တော်တို့ဟုတ်လားကျွန်တော်တို့ဒီမှာဆိုလွယ်လေးပဲကျွန်တော်တို့ကုမ္ပဏီမှာဆိုရင်ဒါတင်နန်းတွေပေါ့ဒီစတိတင်နန်းတွေရှိတယ်တင်ယူရင်းနဲ့နော်မတိတာတွေတင်ယူမယ်ကျွန်တော်တို့ကလက်တွေ့စူးစမ်းမယ်တင်နန်းတွေတက်ရောက်ရင်းနဲ့စူးစမ်းရင်းနဲ့ကျွန်တော်တို့အောင်မြင်အောင်လုပ်ဆောင်လို့ရပါရတယ်တင်နန်းတွေတက်ရောက်မယ်ပေါ့နော်โอเคပြီးပါပြီဆိုရင်ဒါကျွန်တော်တို့ဒါတနင်္လာနေ့မှာဆိုရင်12နာရီကနေတနာရီဒီလိုမျိုးစီစဉ်ရှိတယ်ပြီးတော့ဗုဒ္ဓဘုနေ့မှာဆိုရင်ကျွန်တော်ထုတ်ကုန်ပစ္စည်းအကြောင်းတွေဘေးစိတ်ဆင်ပြပေးတာတွေရှိတယ်ပြီးရင်တောက်ကြနေ့မှာဆိုကျွန်တော်အောင်မြင်သွားတဲ့သူတွေရဲ့အတွေးခေါ်ပေါ့နော်အမေးအဖြေကဏ္ဍလေးတွေကိုသိချင်းနဲ့ကိုနားလေးချင်းနဲ့ကိုသဘောပေါက်ချင်းတဲ့အကြောင်းအရာလေးတွေအသေးစိတ်ရှင်းပြပေးတယ်အဲ့ဒါတွေပြီးတဲ့အပြင်ကိုတစ်ပတ်မှာ9ရက်နော်ည7နာရီကနေ10နာရီ Telegram မှာလည်းလုပ်ငန်းအကြောင်းတွေကိုအသေးစိတ်ရှင်းပြပေးနေပါသေးတယ်ခင်ဗျဟုတ်ပါဘူးကျွန်တော်နာဒီနေ့နားထောင်လိုက်လို့တိတ်နားမလဲဘူးတိတ်သဘောမပေါက်ဘူးဆိုရင်ကျွန်တော်တို့ကိုဒီလုပ်ငန်းနဲ့မိတ်ဆက်ပေးတယ်ဒီလုပ်ငန်းနဲ့ပြောပြပေးတဲ့သူတွေကိုအသေးစိတ်မြင်မြန်ပြီးတော့ကျွန်တော်ပြောပေးတဲ့ Telegram တွေမှာကျွန်တော်သင်ကြားပေးနေတဲ့ group မှန်ပြီးတော့ရေးလာလို့ရတယ်ခင်ဗျဟုတ်ကဲ့ပါအဲဆိုရင်ကျွန်တော်တို့အလုပ်တွေလည်းတက်ကြပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ Quizlet project မှာပူးပေါင်းပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့အစီအစဉ်လေးကိုပိတ်တင်လိုက်အောင်ကိုကြီးရပါအားလုံးပဲမင်္ဂလာပြုလုပ်ပြီးပါခင်ဗျာ